ကျွန်တော်အမြဲတမ်းပြောဖြစ်ပါတယ်ချစ်စရာကောင်းပြီးအံ့ဩစရာကောင်းတဲ့ယေရှုဟာသူ့ကိုခေါ်တော်သူတိုင်းကိုလွန်မသွားသောယေရှုဖြစ်တယ်ဟာလေလုယာဒါဆိုရင်ဘလို့ခေါ်ရင် तू ကထူးတာလေတစ်ချိန်မှာမျက်စိမမြင်တဲ့ဗာတီမဲကလူတွေများကြီးဝင်းရံနေတဲ့ယေရှုကို तू ကစပြီးခေါ်လာတယ်ယေရှုဒါဝိရဲ့သားတော်ယေရှုကျွန်တော်ကိုကယ်ပါလို့အော်တယ်အကျယ်ကြီးအော်တယ်အဲ့ချိန်မှာဘေးနာသူတွေကရှောက်မော်နေယေရှုကိုမနှောက်ယှက်နဲ့မရောက်သူအော်တယ်တကယ်ဆိုရင်လမ်းဘေးမှာတောင်းစားနေတဲ့မျက်စိမမြင်ပါတိမဲ့ကြော်သွားလို့ရပါတယ်ဒါပေမဲ့ချစ်စရာကောင်းသောယေရှုကကြော်မသွားဘူးဟာလေလုယာဒီနေ့သင်ကိုဘယ်တော့မှကြော်မသွားမဲ့ယေရှုကကျွန်တော်တို့နဲ့တူရှိနေပြီဖြစ်တယ်ဟာလေလုယာနောက်တစ်ချိန်မှာကျတော့လူတစ်ယောက်ကယေရှုကိုမျှော်လင့်ပြီးတော့မှစောင့်နေတယ်ဒါပေမဲ့သူကအတန်တစ်ချက်မှမထွက်ဘူးဇက်ခဲလို့ခေါ်တဲ့အခွန်ခံတယောက်ဟာတစ်ပင်ပေါ်မှာတွားပြီးတော့မှယေရှုကိုစောင့်နေတယ်ဗာတီမဲလို့ယေရှုကျွန်တော်အိမ်လိုက်ခဲ့ပါကျွန်တော်အိမ်လာလဲပါလို့သူမအော်ဘူးငြိမ်လေးပဲနေတယ်ဒါပေမဲ့ကျွန်တော်ယုံကြည်တယ်သူနှလုံးသားထဲကနေသူကျဲစွာအော်နေတယ်အာမင်အကျယ်ကြီးအော်ခေါ်တဲ့ဗာတီမဲကိုလည်းလွန်မသွားဘူးစကားတခွန်းမှမပြောဘဲတစ်ပင်ပေါ်မှာစောင့်နေတဲ့ဇက်ခဲရဲ့ခေါ်တံကိုလည်းလွန်မသွားသောယေရှုအာမင်ယေရှုကတဲ့လာပြီးတော့မှဇက်ခဲဆင်းခဲ့ပါဒီနေ့ငါမင်းအိမ်ကိုလာတဲမယ်ဟာလေလုယာဒီနေ့သင်ရဲ့အသက်တာထိုင်နေရင်နဲ့ပြဿနာတစ်ခုခုနဲ့လာတဲ့သူဖြစ်နိုင်တယ်ဝင်ထုတ်လေးပြီးလာတဲ့သူဖြစ်နိုင်တယ်မိဂုံမောင်းများစွာငါဘဝအနာဂတ်ကဘာဖြစ်မလဲဆိုတဲ့မိဂုံမောင်းများစွာနဲ့လာတာဖြစ်နိုင်တယ်ဒါပေမဲ့သင်ဘေးနာသူတွေကသိချင်မှသိမယ်ဒါပေမဲ့ယေရှုကသင်ရဲ့နှလုံးသားတွေကအော်တန်ကိုပဲလေကြားတော်ယေရှုဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်အဓိကကျွန်တော်တို့ကနှလုံးသားတွေကနေထိုယေရှုကိုနေရာပေးဖို့ဖိတ်ခေါ်ဖို့ပဲဖြစ်ပါတယ်ဟာလေလုဒါကြောင့်ကျွန်တော်တို့အသက်တာနှလုံးသားတွေဖွင့်ပြီးတော့မှနောက်ဆုံးကောက်ဆိုရအောင်လက်မြောက်လေးယေရှုကျွန်တော်ခေါ်ပါ၏အချာတော်သူကိုခေါ်၍နေအေးစေလို့မသွားပါဘယ်တော့မှလွန်မသွားတော့ယေရှုကိုလက်ခုပ်တီးလက်ကိုပြုပေးရအောင်ယေရှုဖခင်ကိုချီးမြှောက်ကြရအောင်အာမင်ယေရှုတင်ပါတယ်ဒီခတ်ပေးတဲ့ညီကိုတွေကိုလည်းလက်ခုပ်တီးပြီးဂုဏ်ပြုပေးပါဦးကျွန်တော်တို့နှုတ်ကပတ်တော်နည်းငယ်ကျွန်တော်ခံယူမယ်ပြီးတဲ့အခါနော်အားလုံးမျှော်လင့်နေမယ်လို့ယုံကြည်တယ်ကိုဝီရဲ့ချီးမွမ်းခြင်းလက္ခဏာတွေကျွန်တော်ဆက်ပြီးတော့မှနော်ကြားမှာဖြစ်ပါတယ်လို့ဒါမတိုင်ခင်မှာကျွန်တော်နှုတ်ကပတ်တော်နည်းငယ်အရင်ဆုံးခံယူဖို့ဖြစ်ပါတယ်လို့ခေါင်းစဉ်လေးပြန်ပြောကြည့်အောင်ဒီတစ်ခေါက်သင်တန်းခေါင်းစဉ်ပါလေ The moment ဖြစ်ပါတယ်မြန်မာလို့ဆိုရင်အခိုက်အတန့်နော်အဲ့ဒီအချိန်ကလေးပေါ့အဲ့ဒီအခိုက်အတန့်လေးကျမ်းစာထဲမှာကြည့်တဲ့အခါဘေသေတရအိုင်ဆိုတာရှိတယ်ဘာအိုင်လဲဘေသေတရအိုင်ပြောကြည့်ပါအောင်ဘာအိုင်လဲဘေသေတရအိုင်ဆိုတာရှိတယ်ဆိုတော့ကျွန်တော်တို့ဒီနောက်ပိုင်းမှာနော်ဆရာခေါ်ပြီးရေးထားတဲ့ကိုရောဘဲလီဆိုတဲ့သချင်းနော်အဲ့မှာ38နှစ်ပတ်လုံးနော်အနာရောဂါဆွဲတဲ့လူနာကိုလည်းပျောက်ကင်းစေတယ်ဆိုတဲ့အဲ့ဒီစာသားလေးကကျမ်းစာထဲမှာပါတယ်ဘေသေတရအိုင်နာမှာဖြစ်သွားတဲ့အဖြစ်ပြက်ဖြစ်ပါတယ်ဘာအိုင်လဲဘေသေတရအိုင်ဖြစ်တယ်ဆိုတော့အဲ့ဒီအိုင်ရဲ့ထူးခြားချက်တစ်ခုရှိတယ်ဘာရှိလဲအဲ့ဒီအိုင်ရဲ့ထူးခြားချက်တစ်ခုရှိတယ်တဲ့အဲ့ဒီဟာကဘာလဲဆိုတော့ तू ကကောင်းကင်တမန်တွေဆင်းသက်လာပြီးတော့မှတစ်ချက်ကလေးရေကိုလှုပ်တဲ့ချိန်ရှိတယ်ဘာတဲ့ချိန်ရှိလဲလှုပ်တဲ့ချိန်ရှိအဲ့ဒီအိုင်ကတစ်ချိန်လုံးပွက်ဆူပြီးတော့အဲ့လိုလှုပ်နေတာမဟုတ်ဘူး तू ငြိမ်နေဒါပေမဲ့တစ်ချိန်မှာကောင်းကင်တမန်ဆင်းလာပြီးတော့တခါတည်းရေကိုလှုပ်လိုက်တဲ့အချိန်ရှိတယ်အဲ့ဒီအချိန်မှာကွက်တိခုံဆင်းလိုက်နိုင်တဲ့နော်လူနာဘာယောဂါပဲရှိ
ဘလို့ယောဂပဲရှိအဲ့ဒီလှုပ်လိုက်တဲ့အခိုက်အတန့်လေးမှာအဲ့ဒီရေထဲကိုခုန်ဆင်းလိုက်နိုင်တဲ့သူဟာရှိသမျှယောဂအားလုံးပျောက်တယ်တဲ့အာမင်ရှိသမျှယောဂအားလုံးဘာဖြစ်လဲပျောက်တယ်ဒါပေမဲ့အချိန်တိုင်းဖြစ်နေတာမဟုတ်ဘူးပြောကြည့်ပါဦးအချိန်တိုင်းဖြစ်နေတာမဟုတ်ဘူးဘယ်အချိန်ပဲအဲ့ဒီအခွင့်အရေးကိုရတယ်လေတညီတညွတ်တဲ့ဟူဟာပြောကြတယ်နော်ဟုတ်ပြီရေလှုပ်တဲ့အချိန်မှာဘာလို့တဲ့အချိန်လဲငါဒီချိန်မဲ့အားတယ်ဒီချိန်ခုန်ဆင်းလိုက်မယ်ဟေးဆိုခုန်ဆင်းလိုက်ပြီးတော့ရေဆိုတာပဲရှိမှာမထူးဘူးနော်ဆိုတော့အားလုံးကအဲ့ဒီကနားပြင်အဲ့ဒီနားမှာစောင့်နေကြတာအားလုံးစောင့်နေတာစောင့်နေပြီးတော့မှထပ်ပြီးထူးခြားတာတခုကဘာလဲဆိုတော့အရင်ဆုံးခုန်ချနိုင်တဲ့သူကပဲအဲ့ဒီခွင့်ရကိုရတာဘယ်သူကအရင်ရတာလဲအရင်ဆုံးခုန်ချနိုင်တဲ့သူကပဲရတာဆိုတော့နော်ဒီဟာစံစာတွေကဖြစ်ပျက်ကိုအရင်ဆုံးလေ့လာတာပေါ့နော်ဆိုတော့အဲ့ဒီမှာအားလုံးကစောင့်နေကြတယ်ဟိုတယောက်ကလည်းသဘောကဒီအစာရင်ယောဂဖြစ်မယ်နောက်တယောက်ကလည်းနော်အပြင်းထန်ခေါင်းကိုက်တဲ့ယောဂဖြစ်မယ်နောက်တယောက်ကလည်းမဖြစ်ဘူးငါတော့နော်ဘယ်ဆေးသမားနဲ့မှအဆင်မပြေဘူးဒီရေလှုပ်တဲ့အချိန်မှာခုန်ချနိုင်မှရမယ်ဆိုပြီးတော့နော်ပြင်ဆင်လာတဲ့ကင်ဆာသမားတွေရှိမယ်စသဖြင့်ပေါ့ဆိုတော့တချို့တွေလည်းတယောက်ညှိမှာပေါ့နင့်ယောဂဘာယောဂလဲငါခေါင်းကိုက်တာဒီခေါင်းကိုက်တာခဏနေလဲနင့်ကရေးမကြည့်ဘူးနော်ငါဒီမှာအစာရင်ယောဂမခုန်ချလို့မရအောင်နင့်ခဏနေလဲအောင်မရဘူးငါခေါင်းကိုက်တာလဲတော်တော်ခံရတယ်ငါလည်းခုန်စင်းမယ်အကုန်လုံးကစောင့်နေတာနော်စဉ်းစားကြည့်အဲ့ထဲမှာတင်တယောက်ပါဝင်ဖြစ်မယ်ဆိုရင်နေကမကောင်းပါဘူးဆိုမှနေရလွတ်ရသေးတယ်နော်နေရမကောင်းလို့ခေါင်းကိုက်တဲ့သူတွေဘိုက်နာတဲ့သူအဲ့ရေလှုပ်တာကိုစောင့်နေရသေးတာစဉ်းစားကြည့်ပြောချင်တာကခဏနေမှာတော့ယေရှုကရောက်လာပြီးတော့38နှစ်နော်နေမကောင်းတာစဉ်းစားကြည့်နေမကောင်းတာကြီးပဲဘယ်နှစ်လဲအစဉ်ပြေမယ်ထင်လားနော်တခြားမဟုတ်ဘူးနော်နေမကောင်းတဲ့နှစ်နော်နေမကောင်းတဲ့နှစ်38နှစ်တော်ကိုနော်ကျွန်တော်ငယ်တုန်းကဆရာတယောက်ပြောဘူးတယ်နော်အဲ့ဒီရင်တော့ချင်းတောင်ဒီမှာလေသူတေလို့ရှိရင်ဒီကပီးတွေရေးပြီးတော့မှ तू ကဘာတွေလုပ်ခဲ့တယ်ဘယ်လိုဖြစ်တယ်နောက်ဆုံးဘယ်လိုဆုံးပါသွားတယ်ဆိုတာမျိုးရေးတာဟုတ်ကပီးတွေနဲ့နော်ဟိုကြောက်ကြီးတွေထွင်းပြီးတော့ရေးတဲ့အခါမှာလူတယောက်ကဆုံးသွားတာအဲ့ तू ကြောက်စာကိုဖတ်လိုက်တဲ့ခါကျတော့အရှိမဘာတွေလုပ်ခဲ့တယ်နောက်ဆုံးမှ तू က9နှစ်တိုင်ချောင်းဆိုး၍တေဆုံးနော်တေတာရက်ဆက်တယ်နော်9နှစ်တိချောင်းဆိုးပြီးတေသွားတာနော်ဆိုတော့ပြောတေချာမသိလို့ဖြစ်မှာပါအဲ့ဒီခေတ်တုန်းကအဆုတ်ယောဂဘာညာ TV ဖြစ်မှာပေါ့ဒါပေမဲ့သူ့ကိုကြည့်တဲ့အခါချောင်းမဲ့တစ်ချိန်လုံးစိုးနေတယ်ပြီးတော့9နှစ်နေတော့တေသွားတယ်ဆိုတော့ကြောက်စာမှာရေးထားတယ်9နှစ်တိုင်ချောင်းဆိုး၍တေဆုံးနော်9နှစ်ချောင်းဆိုးဖို့မပြောနဲ့9ရက်ချောင်းဆိုးရင်တော့မလွယ်ဘူးဒီလူကဘယ်နှစ်ဖျားတာလဲ38နှစ်အဲ့တော့ तू ကတကယ်ဆိုရင်နော်ကျွန်တော်တို့စိတ်နဲ့ဆိုရှေ့ဆုံးတန်းလောက်မှရတဲ့နဲ့ तू ကနော်38နှစ်ဆိုတော့ဒါပေမဲ့မရဘူးအလူရက်သွားတာတချို့သောအခွင့်အရေးတွေကနှခါမလာဘူးဒီနေ့သင်ကောင်းကြီးရခြင်းနဲ့သင်ဘဝအနာဂတ်အတွက်ဖခင်ကတခုလုပ်ပေးဖို့မျှော်လင့်နေအေးဆေးပဲနော်ဘာမှလည်းစိတ်မလှုပ်ရှားဘူးတော်သူဘာရေလှုပ်ဘာဖြစ်ဟိုမှာပွက်ထနေပြီဒီမှာကြည့်တော့မကြည့်သေးဘူးနော်ဆိုတော့ရေလှုပ်တာကိုစိတ်ဝင်စားဖို့လိုတယ်အနာမရှိသူပြောပါအောင်ရေလှုပ်တာကိုစိတ်ဝင်စားဖို့လိုတယ်လို့ပြောရအောင် moment တိုင်းကအခိုက်အတန့်လေးတွေက तू ကကြော်သွားတာအခုဆိုရင်နော်ခုနကကျွန်တော်တို့ praise and worship မှာအရန်ကိုကျွန်တော်တို့ကောင်းကြီးဖြစ်တယ်ခွန်အားရလားအဲ့ဒီအခိုက်အတန့်ပြီးသွားပြီလားတစ်ချက်ပြီးသွားပြီနော်ဆရာမလူစီကနော်ဦးဆောင်တဲ့အားရပါဦးဆောင်ပြီးသွားတဲ့အခါနော်ယူစီရှင်တွေကအစင်းနဲ့ပြင်တယ်အဲ့ဒီမှာဆက်တူကကတယ်အဲ့ဒီကတဲ့အခိုက်အတန့်ကိုပြီးသွားပြီလားပြီးသွားပြီတစ်ခုပြီးတစ်ခုကတောက်လျှောက်သွားနေတာဒီနေ့ကျွန်တော်တို့ကအဲ့ဒီအခိုက်အတန့်ထဲမှာကိုယ့်အတွက်နော်ကောင်းကြီးဖြစ်မဲ့အခိုက်အတန့်တွေကိုမလွတ်သွားဖို့ရည်ကြည်တယ်အာမင်ဒါကြောင့်နော်ဒီမှာဂျေဇုတော်ကြောင့်နော်ကျွန်တော်တို့ဟိုလူတော်လေးငယ်သေးတဲ့သားသမီးတွေလည်းပါသလိုနော်လူလက်ပိုင်းရွယ်လူကြီးတွေတချို့လည်းပါတယ်လူငယ်ဆိုတဲ့အခိုက်အတန့်ဟာအကြာကြီးတက်လုံးလူငယ်ဖြစ်နေမှာမဟုတ်ဘူးနော်တက်လုံးလူငယ်ဆိုလဲစဉ်းစားစရာပဲဒါကတော့လူငယ်လားလူသေးတာလားမသိဘူးဖြစ်မှာနော်တက်လုံးလူသေးတော့ဖြစ်လို့ရတယ်လူငယ်တော့ဖြစ်လို့မရနော်
ဆိုတော့ကျွန်တော်လည်းနော်38နှစ်မှအိမ်အောင်ကြနော်ဆိုတော့အဲ့ဒီမင်္ဂလာဆောင်မှာနော်ကျွန်တော်တငယ်ချင်းတွေကျွန်တော်ညီတွေဖြစ်တဲ့နော်ဆရာထောင်တောင်တို့နော်အဖွဲ့တွေကကျွန်တော်ကိုခြေလုံးနောက်တယ်38နှစ်လုံးနော်လူနာတော့မဟုတ်ဘူးလူပြိုကြီးဖြစ်နေတာပြန်စဉ်းစားတော့နော်နည်းနည်းတော့အိမ်အောင်ကြတာနောက်ကြသလိုခံစားဒါပေမဲ့မတက်နိုင်တော့ဘာလို့မရတော့ဘူးနော်အသက်40ရောက်မှကလေးထချီနေရတယ်နော်ဆိုတော့အခိုက်အတန့်ဆိုတာရှိတယ်လူငယ်ရဲ့အခိုက်အတန့်ကလည်းဒါကြောင့်ကျမ်းစာထဲမှာသင်ရဲ့ငယ်ရွယ်နုနယ်သောအချိန်ကိုတန်ဖိုးထားပါတဲ့ဟာလေလုယာတစ်ချိန်လုံးငယ်ရွယ်နေမှာမဟုတ်ဘူးတစ်ချိန်လုံးနုနေမှာမဟုတ်ဘူးเนาะဒီမှာတော့ကိုမျိုးကြီးတို့ကိုဝီတို့ကတော့เนาะတစ်ချိန်လုံးနုနေတဲ့ဖွဲ့တွေเนาะအသက်မကြီးနိုင်တဲ့ဖွဲ့တွေပေါ့အသက်မေးလိုက်ရင်တော့เนาะခုနပြောသလိုမမွေးသေးတဲ့ဖွဲ့တွေအများကြီးရှိမယ်เนาะသူတို့တချင်းဆိုတဲ့ချိန်မှာတစ်ချိန်လုံးအသက်ငယ်ဖို့မဖြစ်နိုင်ဘူးတစ်ချိန်လုံးငယ်ရွယ်နုနယ်ဖို့မဖြစ်နိုင်ဒါပေမဲ့အဲ့ဒီငယ်ရွယ်နုနယ်တဲ့အချိန်မှာသင်ရသင်တဲ့အရာကိုအမိအယစုပ်ကင်မိဖို့ရန်အတွက်ဒီနေ့ The Moment Conference ကိုဖခင်ကကျင်းပစေတာဖြစ်တယ် Hallelujah Hallelujah ဒါကြောင့်ထပ်ပြီးပြောပါအောင်အခိုက်အတန့်တိုင်းကိုတန်ဖိုးထားပါလို့ပြောရအောင်ဆိုတော့အဲ့မှာ38နှစ်လုံးနေမကောင်းတဲ့သူကတော့ခုံချဖို့စောင့်နေတာခုံချဖို့စောင့်နေတာအရှိရတယောက်ကခုံချသွားပြန်ဒီနေ့သင်သက်တာမှာငါကောင်းစားမဲ့အခိုက်အတန့်လေးဘယ်တော့မှလာမလဲလို့သင်စောင့်နေတယ်နှစ်တည်းရန်ကြာသွားပြီလားငါပညာရေးအတွက်ဘယ်တော့လမ်းစာလေးမျောလင်းချက်အလင်းရောင်လေးအဲ့ဒီအခိုက်အတန့်လေးဘယ်တော့ရမလဲလို့စောင့်နေတယ်ဒါပေမဲ့နှစ်တည်းကြာလာတယ်ဘေးနာဝန်းကျင်ကြည့်တယ်လူများတွေပဲတယောက်ပြီးတယောက်နော်ရေလှုပ်လိုက်တယောက်ကခုန်ဆင်းပြီးငါနာရောဂါပျောက်သွားပြီပျော်ပြီးပြန်လာတယ်အဲ့38နှစ်လုံးနေမကောင်းတဲ့သူကကြံခဲ့ပြန်ပြီသူ့အတွက်အဲ့ဒီအခိုက်အတန့်မရနိုင်ဘူးဖြစ်နေတာဒီနေ့သင်ရဲ့တက်တာထဲမှာဦးစားပေးခြင်းဆိုတာကိုယ်နဲ့မဆိုင်သလိုတယောက်ကနော်ကိုရှိရနေဦးစားပေးခံရပြန်ပြီတခုအခွင့်အရေးဆိုကိုကစဉ်းစားတော့မရှိသေးတယ် तू ဟာအဲ့ဒီခွင့်ရရသွားပြီနော်ကိုကကြံစီတော့မရှိသေးတယ်လူများတွေကရောက်သွားပြီအဲ့ဒီအခိုက်အတန့်ငါ့အတွက်ဘယ်တော့ရောက်လာမှာလဲဘလို့မှ तू ရေလှုပ်တဲ့အရာကိုမမီနိုင်ဘူးဒီနေ့သင်ဘဝသက်တာထဲမှာရေလှုပ်တဲ့အခိုက်အတန့်မမီနိုင်လို့သင်ဝမ်းနည်းနေတယ်ဆိုရင်စိတ်မပြတ်ပါနဲ့ဒီနေ့အဲ့ဒီ38နှစ်လုံးတုံးနေမကောင်းဖြစ်ပြီးတော့မှလဲနေတဲ့သူအနာကိုလာပြီးယေရှုကကြည့်တဲ့အခါမှာတဲ့ကြာလာပြီဆိုတာကိုသူသိတယ်တဲ့ဘာဖြစ်တယ်ဆိုတာကိုသိတယ်လေကြာလာပြီစဉ်းစားကြည့်38နှစ်နေမကောင်းတာနော်ဘလောက်အားနည်းမလဲသူအလုပ်တွေအားလုံးပြတ်နေပြီသူရဲ့ငွေချေးတွေလည်းအများကြီးကုန်တော့မယ်အရန်ကြာနေပြီဆိုတာကိုယေရှုသိတယ်တဲ့အဲ့ဒီခါမှာ तू ကဘာပြောလိုက်လဲနောက်ထပ်အခိုက်အတန့်တစ်ခုယေရှုကဖန်တီးပေးလိုက်တယ်အဲ့ဒါကတော့မင်းရေထဲကိုခုန်ချဖို့မမီဘူးမလားမမီဘူးမင်းဘာဖြစ်တယ်လဲလို့ပြောတဲ့အခါကျွန်တော်မနေမကောင်းဘူးတဲ့ရေလှုပ်တဲ့အခါကျွန်တော်ခုန်ချမယ်လှုပ်တာတဲ့ဒါပေမဲ့ကျွန်တော်အရှိမတယောက်ပြီးတယောက်ကဥသွားတယ်တဲ့ကျွန်တော်နောက်ကျတယ်အဲ့ဒီအခိုက်အတန့်ကိုကျွန်တော်မရနိုင်ဘူးတဲ့ယေရှုကဟုတ်ပြီဒါဆိုရင်တော့အဲ့ဒီရေလှုပ်တာခဏထားလိုက်အခုငါမင်းကိုပြောမယ်မင်းရဲ့အိယာသိမ့်ပြီးတော့မှတခါတည်းထပြီးတော့မှသွားပါလို့ယေရှုကပြောတယ်အာမင်ဒီနေ့သင်အခွင့်အရေးအားလုံးဟာအမြဲတမ်းနောက်ကျခဲ့တယ်ကိုယ့်ရဲ့အနာဂတ်အတွက်လည်းအမြဲနောက်ကျသလိုခံစားရတယ်ဆိုရင်ဒီနေ့ဒီ The Moment Conference မှာယေရှုကငါသားငါသမီးမင်းနောက်ကျခဲ့တဲ့နေရာတွေအားလုံးငါပြန်ပြီးတော့မှမိရတော့ခွင့်ကိုပေးမယ်လို့ပြောတာဖြစ်တယ် Hallelujah Amen အနားမှာရှိတဲ့သူကိုပြောရအောင်ဖခင်ကအချိန်မီတော့ဘုရားဖြစ်တယ်လို့ပြောရအောင် Amen ဟုတ်ပြီဒါကြောင့်ဒီခေါင်းစဉ်လေးကိုကျွန်တော်အရန်ကိုတန်ဖိုးထားတယ် The Moment အထူးသဖြင့်ပြီးခဲ့တဲ့ကျွန်တော်တို့ Redeem Youth Conference ကျွန်တော်တို့ရန်ကုန်မှာနှစ်စဉ်အောက်တိုဘာလမှာကျင်းပပါတယ်အဲ့ဒီမှာကျွန်တော်ဝင်ငှဖို့ရန်အတွက်ပြင်ဆင်တော့ဒီ The Moment ဆိုတဲ့အဲ့ဒီခေါင်းစဉ်လေးကကျွန်တော်ရဲ့နှလုံးသားထဲမှာရောက်လာတယ်ဆိုတော့အဲ့ဒီခေါင်းစဉ်အားဖြင့်ကျွန်တော်ကိုယ်တိုင်လည်းကောင်းကြီးဖြစ်တယ်များစွာသောသူတွေလည်းကောင်းကြီးဖြစ်ပါတယ်ပထမဆုံးကျမ်းစာလေးကိုကျွန်တော်ကြည့်ရအောင်ကျမ်းစာကိုပါတယ်ဒီခဏလက်ထောင်ကြည့်ပါဦးကျမ်းစာကိုပါလားဟုတ်ပြီဖုန်းတို့ဘာလို့တစ်ခုခုကနေဖတ်လို့ရတယ်သူလည်းခဏလက်ထောင်ကြည့်ပါဦးအဲ့ဒါဆိုလူနည်းနည်းပိုများလာမှထင်တယ်โอเคဟုတ်ပြီเนาะဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကျမ်းစာ
တခုကနေဖတ်နိုင်ဖို့အဆင်ပြေရင်လည်းကောင်းတယ်ပြီးတော့ဒီ screen မှာလည်းနော်ပြလို့အဆင်ပြေတယ်ဆိုပြသွားပေးမှာဖြစ်ပါတယ်ဒေသနာကျမ်းအခန်းကြီး3နော်အငယ်1ကနေပြီးကျွန်တော်တို့ကြည့်မှာဖြစ်ပါတယ်ဘာကျမ်းလဲဒေသနာကျမ်းဖြစ်ပါတယ်နော်နည်းနည်းလေးကြောင်ကြားထဲမှာညက်နေမယ်ဒေသနာကျမ်းနည်းနည်းရှာရအောင်နော်ရှာချိန်နည်းနည်းပေးမယ်နော်တချိန်လုံးကျွန်တော်ခဏခဏဖတ်တဲ့ကျမ်းစာမျိုးလည်းသိမဟုတ်တော့လေနော်ဟုတ်ပြီဒေသနာကျမ်းအခန်းကြီး3အငယ်1ကနေနော်ဖြစ်ပါတယ်ဟုတ်ပြီနံပါတ်1ကိုအရင်ဆုံးကြည့်ရအောင်ဒီမှာပြပေးထားပါတယ်1နဲ့3ခတ်သိမ်းသောအမှုရာတို့သည်မိမိတို့အချိန်ရှိ၏မိုးကောင်းကင်အောက်၌ကြံစီသမျှအသီးသီးတို့ကိုပြုရသောချိန်ရှိခတ်သိမ်းသောအရာကဘာရှိလဲမိမိတို့အချိန်ရှိတယ်တဲ့ဘာရှိလဲမိမိတို့အချိန်ရှိတယ်ခတ်သိမ်းသောအရာကအချိန်ရှိတယ်နော်တစ်ချိန်လုံးဒီလိုပဲဖြစ်နေတာမဟုတ်ဘူးနော်ပြောင်းလဲမှုတွေရှိတယ်အငယ်1မှာဖွားချိန်နဲ့သေချိန်လည်းရှိ၏စိုက်ပျိုးရသောအချိန်နဲ့စိုက်ပျိုးရသောအရာကိုနှုတ်ရသောအချိန်လည်းရှိ၏တဲ့နော်အငယ်3ဆက်ပြီးဖတ်မယ်တန်ရသောအချိန်နဲ့အနာပြောက်စေရသောအချိန်လည်းရှိ၏ဖြိုဖျက်ရသောအချိန်နဲ့တီဆောက်ရသောအချိန်လည်းရှိ၏ငိုရသောအချိန်နဲ့ရေရသောအချိန်လည်းရှိ၏ညီးတွားရသောအချိန်နဲ့ကခုန်ရသောအချိန်လည်းရှိ၏ကြောက်တို့ကိုဖြန့်ကျဲရသောအချိန်နဲ့စုသိမ်းရသောအချိန်လည်းရှိ၏ဖက်ယမ်းရသောအချိန်နဲ့မဖက်ယမ်းပဲခွဲခွာ၍နေရသောအချိန်လည်းရှိ၏စီးပူးရသောအချိန်နဲ့ဥစ္စာပြောက်ရသောအချိန်လည်းရှိ၏တိုထားရသောအချိန်နဲ့ပြစ်လိုက်ရသောအချိန်လည်းရှိ၏အဝတ်ကိုဆုပ်ရသောအချိန်နဲ့ချုပ်ရသောအချိန်လည်းရှိ၏တိတ်ဆိတ်စွာနေရသောအချိန်နဲ့စကားပြောရသောအချိန်လည်းရှိ၏ချေရသောအချိန်နဲ့မုန်းရသောအချိန်လည်းရှိ၏စစ်တိုက်သောအချိန်နဲ့စစ်ငြိမ်းသောအချိန်လည်းရှိ၏ရောက်စတဲ့ဖျားရှင်ကောင်းကြီးပေးပါစေဆိုအချိန်ဆိုတာရှိတယ်နော်သူ့ရဲ့အချိန်နဲ့အချိန်ဖြစ်ပြက်နေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နော်လူငယ်တယောက်အတွက်အချိန်ဆိုတာလည်းအရင်ရေးကြီးပါတယ်ကျွန်တော်ဆိုရင်ဖျားကျေးဇူးတော်ကြောင့်ဒီသက်8နှစ်9နှစ်လောက်မှကျွန်တော်ဂီတာလေးအနေငယ်စတီးတတ်တယ်အဲဒီကနေမှကျွန်တော်12နှစ်13နှစ်လောက်မှတခြင်းတွေစရေးလာတယ်အသက်14နှစ်အရွယ်လောက်မှကျွန်တော်ကဒီဘုရားကျေးဇူးတော်အဖြစ်ကျွန်တော်ပထမဦးဆုံးထုတ်ဖြစ်မဲ့သူ့ရင်ခွင်ဆိုတဲ့album တွေကတခြင်းတွေကိုကျွန်တော်က9တန်းနဲ့10တန်းအရွယ်မှာကျွန်တော်ရေးခဲ့တဲ့လို့ကျွန်တော်မှတ်မိတယ်တခြင်းအားလုံးကတချိန်နဲ့တော့မဟုတ်ဒါပေမဲ့အဲ့ဒီ14နှစ်လောက်ကနေနော်9တန်းလောက်ကနေကျွန်တော်စရေးတယ်14 15 16အရွယ်မှာဘာလို့လဲဆိုတော့ကျွန်တော်ကဒီ16နှစ်အရွယ်မှာကျွန်တော်ကနော် IC band နဲ့ဒီသူ့ရင်ခွင်ဆိုတဲ့တခြင်းအခွေကိုကျွန်တော်သွင်းပြီးဆိုတော့14 15နှစ်မှာကျွန်တော်ရေးခဲ့တယ်နော်ဒီအသွေးတော်တကိုးတို့ပြီးတော့ကိုပြိုးကြီးဆိုတဲ့စဉ်းစားရန်တို့ခရစ်စမတ်ရက်မြတ်စောင်းနေမြူတွေကြားတဲ့အဲ့ဒီချင်းဆိုကျွန်တော်အသက်15နှစ်လောက်အရွယ်မှာရေးခဲ့တဲ့တခြင်းဖြစ်ပါတယ်နော်ဘုရားရဲ့ကျေးဇူးတော်ကြောင့်အာမင်ဆိုတော့နော်အဲ့ဒါကြောင့်ကျွန်တော်ကကျေးဇူးတော်ကြောင့်စောစောလေးကျွန်တော်ကအစပြုခွင့်ရအချိန်ဆိုတာရှိနော်အဲ့လိုပဲကျွန်တော်အများတန်းပြောသလိုရောက်တဲ့နေရာတော်တော်များများမှာနော်ပြန်ပြီးတော့မှအပြောခံရတာရှိတယ်အဲ့ဒါဘာလဲဆိုတော့နော်တော်တော်များများကဆရာသချင်းတွေကိုငယ်ငယ်လေးတွေကခွန်အားယူတာတဲ့နော်ကြည်လိုက်တော့တချို့တွေကကို့ဦးလေးအရွယ်တွေကို့အဖေအရွယ်တွေနော်ငယ်ငယ်လေးတွေကခွန်အားယူတာတဲ့ကျွန်တော်လည်းပြန်ပြောဟုတ်တယ်ကျွန်တော်လည်းအဲ့တုန်းကအယမ်းငယ်သေးတယ်လို့ဘာလို့ကျွန်တော်အသက်16နှစ်မှာပထမဆုံးခွေထုတ်တယ်အဲ့ချိန်မှာနော်အသက်3-50ရှိတဲ့သူတွေလည်းနားထောင်ပြီလေနော်အသက်20လောက်ရှိတဲ့သူတွေနားထောင်ပြီဆိုတော့ကျွန်တော်တို့ပြန်တွေ့အသက်20လောက်ရှိတဲ့သူကနားထောင်တယ်ပြန်တွေ့တော့သူတို့အသက်50လောက်ဖြစ်နေပြီဆိုတော့ကျွန်တော်တို့ငငယ်တွေကဆိုတော့နော်ဒါလည်းမှန်တာပဲတစ်ဖက်ကပြန်စဉ်းစားတယ်အော်ဂျေဇုတော်ကြောင့်ငါကအချိန်စောစောလေးအစပြုခွင့်ရခဲ့တာပဲလို့ဘုရားရဲ့ဂျေဇုတော်ကိုချီးမွမ်းတယ်ဘုရားခင်နာမတော်ဘုန်းတော်ထင်ရှားပါစေအာမင်ဒီနေ့ဖျားရှောက်စေခြင်းနဲ့လမ်းကြောင်းကိုသင်မြန်မြန်နဲ့စောစောလေးရှောက်မိသောလူငယ်များဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေဟာလေလုယာနော်ချို့တွေကအသက်တော်တော်ရနေဘာလုပ်ချင်မှမသိသေးဘူးနော်ဘာလုပ်ရမှလည်းမသိသေးဘူးနော်ကိုဘာတက်ကျွမ်းတယ်လဲဘာကကိုအတွက်အသက်မွေးကြောင်ဖြစ်မလဲဆိုတာလေနော်မသိသေးတာမျိုးလည်းရှိတယ်သို့မဟုတ်အခြေအနေရကျွန်တော်တို့မလုပ်နိုင်သေးတာလည်းရှိတတ်ပါတယ်ဒါပေမဲ့ဒီမှာခတ်သိမ်းသောအမှုရာတို့ကအချိန်ရှိတယ်တဲ့
Amen. No, the moment conference ကလည်း2 ရက်ပဲကျွန်တော်တို့လုပ်မယ်တလားလုံးမဟုတ်ဘူးဒီ2 ရက်ပြီးသွားရင်ပြီးပြီဆိုတော့အဲ့ဒီ2 ရက်ဆိုတဲ့အခိုက်အတန့်တဲ့အဲမှာတင်းတွက်ဖျားပြောသောစကားတွေကိုကြားသောအသက်တာဖြစ်မှဒီသဏ္ဍာန်လုပ်ရတာကတန်မှာဖြစ်ပါတယ်အာမင်ဟာလေလုယာဒါကြောင့်အနာမရှိတဲ့သူကိုတေချာခံယူရအောင်နော်လို့ပြောလိုက်ပါအောင်အနာမရှိတဲ့သူအာမင်နော်ဒါကြောင့်ခုနဘေဒေသရအိုင်လိုပဲသူကရေလှုပ်တဲ့အချိန်ရှိတယ်အဲ့ဒီအချိန်ကတစ်ခါလှုပ်ပြီးသွားရင်နောက်တစ်ခါဘယ်တော့ပြန်လှုပ်မလဲဆိုတာမသိရကျွန်တော် the moment conference ဒီနေ့မှာလှုပ်ခွင့်ရတယ်နောက်ပဲချိန်မှာကျွန်တော်ပြန်လှုပ်ရမယ်မသိဘူးနောက်နေ့တွေကြာရင်နောက်ချိန်တွေကြာရင်အဆင်ပြေမှာပါလို့တစ်ခါလေကြာရင်စဉ်းစားတယ်မထင်နဲ့အခိုက်အတန့်တိုင်းဟာပြန်မရတဲ့အခိုက်အတန့်တွေလည်းရှိတတ်တယ်အာမင်လူငယ်အခိုက်အတန့်ဆိုတာလည်းတစ်ချိန်လုံးရှိနေတာမဟုတ်ဘူးเนาะကျွန်တော်ပြီးခဲ့တဲ့ဒီ redeem မှာလည်းဒါလေးပြောတော့ကျွန်တော်ပြန်ပြောတယ်ကျွန်တော်ငယ်ငယ်တော့ဆရာတယောက်ပြောတာရှိသူကဘာပြောလဲဆိုတော့ရည်စရာပြောတာပေါ့တော့အဲ့ချိန်မှာအသက်ကြီးတဲ့เนาะအဖိုးတယောက်ရှိတယ်လူကြီးတယောက်ရှိတယ်ဟာသူကဒီခေတ်ကိုကြည့်လိုက်တဲ့အခါမှာသူကကောင်မလေးတွေကရမ်းလာနော်ကိုရီးယား style လေးတွေနဲ့သူတို့ငယ်ငယ်တော့မရှိတဲ့ style တွေဖြစ်နေတာပေါ့နော်ဆိုတော့အဲ့ဒီအဖိုးရွယ်အဲ့ဒီအန်ကယ်ကြီးကဘာပြောလဲအန်ကြိတ်ပြီးတော့မှငင်တို့တွေငါငယ်ငယ်တော့ဘယ်ရောက်နေကြတာလဲသူငယ်ငယ်တော့အဲ့လိုမျိုးချောတဲ့နော်အပြိုတွေကိုသူမမြင်ရတော့သူကတအားကိုနော်နောက်ကျပြီးလို့ခံစားတာနင်တို့တွေငါငငယ်တော့ဘယ်ရောက်နေကြတာလဲနော်ဒီနေ့အသက်ကြီးသွားမှပဲအဲ့တယောက်ဆိုပြီးတော့မှနောင်တမရအောင်အခုတည်းကနေပါဘေးနားပတ်ဝန်းကျင်လဲနော်ကြည်ထားတင်လဲကြည်ရမှာပေါ့နော်လူငယ်တွေဆိုတော့ကျွန်တော်တို့ယုံကြည်သူချင်းကျွန်တော်တို့ဖခင်ဆုံးဖြတ်ပေးတဲ့ခရိယန်အိမ်ထောင်တွေဖြစ်ဖို့လဲဘုရားလိုတော်ရှိပါတယ်အာမင်နော်ဒီမှာ1200လောက်ဆိုတော့မစိုးဘူးကိုယ့်အတွက်တယောက်လောက်တော့ရှိလဲရှိနိုင်တယ်နော်ပြောလို့မရဘူးနော်ဒါတွေကတစ်ခါလေကျွန်တော်တို့ကလေဟိုကြော်သွားတယ်မပြောဖြစ်ကြဘူးဒါပေမဲ့ခရိယန်အိမ်တောင်ဖြစ်ဖို့ဆိုတာကဘုရားရဲ့အလိုတော်အဖြစ်မယုံကြည်သေးတဲ့သူတွေမောင်းဖက်ပြီးတော့မှတစ်ချိန်မှာပြောင်းလဲလာတဲ့သူလည်းရှိပါတယ်ဒါပေမဲ့နော်အဲ့လိုအကြာကြီးမဆောင်ကျင်ဘူးဆိုရင်တော့ယုံကြည်ပြီးသားဘုရားကိုချစ်ပြီးသားကိုတစ်ခါတည်းရွေးလိုက်ရင်တော့မပင်ပန်းတော့ဘူးပေါ့အာမင်အာမင်ဒါကြောင့်အခိုက်အတန့်ရှိပါတယ်เนาะအခိုက်အတန့်လေးရှိတယ်နည်းနည်းလေးလဲเนาะမျက်စောင်းလေးပါထိုးပြီးတော့နေပါကြည့်ထားလို့လည်းရတယ်သင်္นานတွင်းမှာတော့ဒါကြီးမလှုပ်ရှားနေအောင်ပေါ့เนาะအထူးသဖြင့်ဒီလကခရစ်ယာန်အိမ်ထောင်လဖြစ်တဲ့အခါမှာဒါကလည်းကျွန်တော်တို့เนาะလူငယ်တွေအတွက်ပြောသင့်တဲ့အရာတွေဖြစ်ပါတယ်ဆိုတော့ဒီနေ့မို့လည်းမနေ့ဖြန်လောက်မှာလဲเนาะဒီအခိုက်အတန့်ဆိုတဲ့ခေါင်းစဉ်အောက်မှာကိုမျိုးကြီးတို့ဆရာမလုံးတို့ဘလို့အခိုက်တန့်လေးမှာသူတို့စုံကြလဲဆိုတာလေးတွေကျွန်တော်တို့เนาะအမေးဖြေလေးတွေလောက်သွားမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်เนาะကျမ်းစာလေးတစ်ခုကျွန်တော်တို့ကြည့်ရအောင်အေဖက်အခန်းကြီး9အေဖက်အခန်းကြီး9ဖြစ်ပါတယ်အငယ်15ကနေကျွန်တော်တို့16လောက်ထိကျွန်တော်တို့ကြည့်ရအောင်เนาะအေဖက်အခန်းကြီး9အငယ်15ကနေ19အထိကျွန်တော်တို့ကြည့်ရအောင်တွေ့ပြီလားတွေ့ပြီဆိုရင်ကျွန်တော်တို့ဒီကဖတ်ချင်တယ်တွေ့ပြီလားဟုတ်ပြီဖုန်းဖြစ်เนาะတခုကနေကျွန်တော်တို့ကြည့်ရအောင်တွေ့ပြီဆိုဖတ်ရအောင်1 2 3ထိုကြောင့်ပညာမဲ့ကဲ့သို့မဟုတ်ပညာရှိကဲ့သို့စေမြင့်ကျင့်ဆောင်မိအကြောင်းသတိပြုကြလော့ယခုနေ့ရက်ကာလတို့သည်ဆိုးရုပ်သောကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလော့ရှိတော်သူမဖြစ်သခင်အလိုတော်ရှိရာကိုပိုင်းခြား၍သိတော်သူဖြစ်ကြလော့အာမင်ဒီမှာဘာပြောထားလဲဆိုတော့ကျွန်တော်တို့အချိန်တဲ့အချိန်ဆက်ပြီးတော့မှလည်းလေ့လာတော့မှဖြစ်တယ်ပညာမဲ့ကဲ့သို့မဟုတ်ပညာရှိကဲ့သို့တဲ့ဒီမှာနှစ်ခုတွေ့ရတယ်ဗာလေပညာမဲ့နဲ့ပညာရှိလောကရဲ့နော်ပညာရှိတဲ့သူလို့သတ်မှတ်တာကတော့သူ့ရဲ့စံနှုန်းရှိလိမ့်မယ်လောကရဲ့ပညာမဲ့တယ်လို့သတ်မှတ်တာကစံနှုန်းရှိလိမ့်မယ်ဒါပေမဲ့နှုတ်ကပတ်တော်အရာနော်ပညာမဲ့တော်သူပညာရှိတော်သူဆိုတာနော်ကျွန်တော်တို့နော်စာလံထဲမှာဆိုလဲဖျားရှိတယ်လို့မယုံတော်သူဟာမိုက်တော်သူဖြစ်တယ်တဲ့အာမင်ဘသူနှုတ်ကပတ်တော်ရဲ့စံနှုန်းရဆိုရင်ပညာမဲ့တော်သူတနည်းအားဖြင့်မိုက်တော်သူကဘယ်သူလဲဆိုတော့ဖျားမရှိဘူးလို့နော်ယုံတဲ့သူဟာထင်တဲ့သူဟာပညာမဲ့တော်သူဖြစ်တယ်
ထို့တူပဲတနေရာမှာကျတော့ပညာရှိနဲ့နော်ပညာမဲ့ကိုဘယ်လိုပိုင်းခြားတယ်ဆိုတော့သဲပေါ်မှာအိမ်ဆောက်တော်သူနဲ့ကြောက်ပေါ်မှာအိမ်ဆောက်တော်သူဒီကျွန်တော်တို့အသက်တာကိုတိဆောက်တဲ့အခါတိုင်းမှာသဲပေါ်မှာခဏတာမတည်မြဲတဲ့လောကရဲ့ခံစားချက်တွေပေါ်မှာလောကရဲ့အရာတွေပေါ်မှာတိဆောက်တော်သူမဖြစ်ဘဲနဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ယေရှုခရစ်တော်ဒီဟုသောကြောက်ပေါ်မှာဆောက်တော်သူများဖြစ်ဖို့အရေးကြီးတယ်အာမင်ပြီးတော့16မှာယခုနေ့ရက်ကာလကတဲ့စိုးရုပ်သောကြောင့်ယခုနေ့ရက်အာမင်တခြားအရာတွေကြီးစရာတွေလှုပ်ရှားအများကြီးပဲဒါပေမဲ့ငါကျမ်းစာဖတ်မယ်ဆိုတဲ့အခိုက်အတန့်အဲ့ဒီအခိုက်အတန့်တိုင်းဟာသင်ဘဝရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးသွားမှာဖြစ်တယ်အာမင်ဟုတ်ပြီဒါဆိုရင်ကျမ်းစာထဲမှာကျွန်တော်တို့အထွေထူးလမ်းပြီးတော့မဖတ်သေးဘူးကပ္ပဦးကျမ်းထဲမှာနော်ပထမဆုံးတွေ့ရတာကဘယ်သူနဲ့ဘယ်သူလဲအာရန်နဲ့အေဝကြည်ကြလေးပြောကြည့်အောင်လူငယ်သင်တန်းဆိုတော့ဗါတယ်အာရန်နဲ့အေဝဖြစ်တယ်ဆိုတော့သူတို့ရဲ့အခိုက်အတန့်ကအရန်ရည်ကြီးတယ်အာရန်ကိုဘုရားကဖန်ဆင်းတယ်နော်ပြီးတဲ့အခါမှာသူ့ကိုကြီးစွာသောအိတ်ချင်းကိုအိတ်ခိုင်းပြီးတော့မှသူ့ရဲ့နော်နံရိုးကိုယူပြီးတော့မှဘသူ့ကိုဖန်ဆင်းလဲအေဝါကိုဖန်ဆင်းတယ်ဆိုတော့သူတို့နှစ်ယောက်
အေဒင်ဥယျာဉ်ထဲမှာသူပျော်ရွှင်စွာနေရတယ်အခိုက်အတန့်ရှိခဲ့ဘူးတယ်ကြည့်နော်အခိုက်အတန့်သူတို့ရခဲ့ဘူးတယ်ရှိခဲ့ဘူးတယ်ဆိုတော့ပြီးသွားပြီဆိုတော့အဲ့မှာဘာဖြစ်လို့အဲ့လိုမျိုးပြီးသွားပြီလို့ပြောရတာလဲဆိုတော့သူတို့ရွေးချယ်လိုက်တဲ့အခိုက်အတန့်ကြောင့်အရေးကြီးတယ်ဆိုတော့သူတို့ကပျော်ရွှင်စွာနဲ့ဘုရားကမင်းတို့ဒီဥယျာဉ်ထဲမှာရှိတဲ့အပင်အားလုံးကိုစားလို့ရတယ်အေးဆေးပဲနော်ကြိုက်သလိုသုံးဆောင်မှာစားပါဒါပေမဲ့ဥယျာဉ်အလယ်မှာရှိသောပင်ရဲ့အသီးကိုတော့ဗာလဲမစားရဘူးတဲ့စားရမှာလားမစားရဘူးလားမစားရဘူးတေချာမှာထားတယ်အဲ့ဒီချိန်မှာလူဆိုတာကလည်းနော်မစားနဲ့ဆိုရင်ဘာလို့ချင်လဲစားချင်တယ်စားဆိုရင်မစားချင်ဘူးနော်ကျွန်တော်ငယ်ငယ်တုန်းကမုံရွာမှာကလေးလေးတယောက်ရှိတယ်နာမည်တော့ရုပ်တရက်မေ့သွားရေဒါချစ်စရာကောင်းဒါပေမဲ့ तू ကညင်ရတစ်မျိုးသူ့မေဖေတွေကသူ့ကိုအပြင်လိုက်စေခြင်းနဲ့ဆိုရင်ဒီနေ့ငါတို့ပြင်သွားမယ်မလိုက်ခဲ့နဲ့နော်လိုက်မှာတခါလေးလိုက်သွားတယ်အိမ်မှာနေစေခြင်းနဲ့အခောက်ဆိုရင်ဒါအပြင်သွားမယ်လိုက်ခဲ့နော်မလိုက်ဘူးဆိုတော့အဖေမေတွေကအေးဆေးပဲခီးကိုတိထားတဲ့ခါကျတော့လိုက်စေခြင်းနော်မလိုက်ခဲနဲ့လို့ပြောတယ်တခါတည်းပါလာတယ်နော်အိမ်မှာနေခဲ့စေခြင်းနဲ့ဆိုရင်နော်လိုက်ခဲလို့ပြောတဲ့ခါ तू ကမလိုက်ဘူးအိမ်မှာနေခဲ့တယ်ပြောင်းပြန်ပဲလုပ်တာနော်လူဆိုတာလည်းအဲ့လိုမျိုးပဲဆိုတော့ဥယျာဉ်တစ်ခုလုံးကိုစားခွင့်ရတယ်အဲ့ဒီအလေကအပင်ရဲ့အသီးလေးပဲမစားခိုင်းတာလူတွေကလည်းတာဝန်ကျေတယ်အဲ့ဒီအပင်ကိုပဲပြန်ဆောင်ထိုးတာနော်မစားရမယ့်ဟာကိုပဲဆိုတော့အာရန်နဲ့အေဝါရဲ့အေဒင်ဥယျာဉ်တဲကအခိုက်အတန့်လေးကဒီနေ့လူသားအားလုံးဒုက္ခရောက်သွားတယ်ဟုတ်လားမဟုတ်ဘူးလားနော်သူတို့အတီးစားတာမစားတာနံပါတ်1မဟုတ်ဘူးဖျားစကားကိုညင်းပယ်ပြီးတော့မှဖျားပြောထားတာကိုမှန်တယ်လို့မထင်ဘဲနဲ့နောက်မှရောက်လာတဲ့မာနရဲ့နော်စကားကိုသူတို့ကယုံကြည်ပြီးတော့မှမစားရဆိုတဲ့ဟာကိုစားလိုက်တယ်အဲ့ဒီအတီးစားခြင်းမစားခြင်းနံပါတ်1မဟုတ်ပဲဖျားထက်တခြားသောအရာကိုရွေးလိုက်တဲ့အခိုက်အတန့်ဒီနေ့သင်ရဲ့ရွေးချယ်တဲ့အခိုက်အတန့်တိုင်းကသင်ရဲ့အနာဂတ်ကိုရိုက်ခတ်မှာဖြစ်ပါတယ်အာမင်တနေ့လုံးနော်စာချက်ဖို့လဲတတိမရနော်ဘလို့ဘာမလုပ်ပဲတဲ့မနှက်ပြန်စာမှုရဲ့ဆိုမှနော်အဲ့ကြမှာအသေးအတန်တချို့လည်းပြောသေးတယ်ကိုတော့မပေါ့နဲ့နော်ကိုတော့ဒီစာမှုအရေးကြီးတယ်မပေါ့နဲ့နော်ပေါ်မပေါ်နော်တနေ့လုံးရခဲ့တဲ့အခိုက်အတန့်တိုင်းမှာစာမကြက်ထားတဲ့အတွက်နော်မနှက်ပြန်စာမှုရဲ့ဆိုတော့ဇောချွေးတွေပြန်နေပြီဒီအခိုက်အတန့်ဆိုတဲ့မိနစ်တွေစက္ကန့်တွေနာရီတွေကိုကောင်းကောင်းသင်အသုံးပြုခဲ့တယ်ဆိုရင်ကောင်းကောင်းလေးမှန်ကန်စွာရွေးချယ်ခဲ့တယ်ဆိုရင်ဒီနေ့သင်ရဲ့အနာဂတ်မှာဖခင်ရောက်စေခြင်းသောနေရာကိုရောက်မှာဖြစ်တယ်လက်ခုပ်တီးလက်ပြားကိုချီးမွမ်းရအာမင်ဆိုတော့ကျွန်တော်များမှာလည်းပြောဖြစ်တယ်သဘောလဲကျတယ်เนาะအဲ့ဒီဖြစ်ပျက်လေးကိုဆိုတော့အာရန်နဲ့အေဝါရဲ့เนาะထားပါတော့အဲ့ဒီအသီးစားလိုက်တဲ့အခိုက်အတန့်လေးအသီးစားဖို့စဉ်းစားလိုက်တဲ့အခိုက်အတန့်လေးဟာလူသားအားလုံးပေါ်မှာတက်ရောက်သွားတယ်ဘယ်လောက်အရေးကြီးတယ်လဲဒီနေ့တင့်အိမ်လေးထဲမှာတင့်ရဲ့ဆုံးဖြတ်ချက်လို့မထင်နဲ့เนาะတင့်အိမ်လေးထဲမှာတင့်ရဲ့ဆုံးဖြတ်ချက်ငါဒါလုပ်ပလိုက်မယ်ဆိုပြီးတော့တင်စဉ်းစားလိုက်တဲ့အရာကနောက်တင်မမြင်ရသေးတဲ့နှစ်ပေါင်းများစွာအထိအကျိုးသက်ရောက်ဖို့ရှိတယ်ဆိုတော့မမေ့ပါနဲ့အာမင်ဆိုတော့အာရန်နဲ့အေဝါကအသီးစားလိုက်တယ်ပေါ့နော်အဲဒါကြောင့်ဖျားစကားနားမထောင်တဲ့အခါမှာလူတွေကအပြစ်သားဖြစ်သွားတယ်ဘာလို့လဲဖျားစကားကိုနားမထောင်ခြင်းအပြင်အပြစ်တရားဝင်လာတဲ့အခါအပြစ်ရဲ့အခါသေခြင်းဆိုတဲ့ထာဝရနော်ရင်ဆိုင်ရတဲ့ကြီးမားသောအရာကစဉ်းစားကြည့်နော်ဒီဘက်မှာထာဝရနော်နဲ့ဆိုင်တဲ့ကိစ္စဖြစ်လာဖို့ရန်အတွက်အေဒင်ဥယျာဉ်ထဲမှာသူတို့နှစ်ယောက်ကလေးပဲလှုပ်လိုက်တဲ့အရာလေးအခိုက်အတန့်လေးတစ်ခုကရိုက်ခတ်သွားတာနော်စဉ်းစားကြည့်ဘယ်လောက်ရေးကြီးတယ်လဲငါတယောက်တည်းငါခန်းလေးထဲမှာငါဒီလိုလေးလှုပ်လိုက်မယ်ဆိုတော့အဲ့ဒီလှုပ်လိုက်တဲ့အခိုက်အတန့်လေးကများစွာသောအနာဂတ်ကိုတက်ရောက်တယ်ဆိုတော့မမေ့ပါနဲ့အာမင်ဆိုတော့နော်ကျွန်တော်ပြောတာလေချိုးကြားဘူးလားတော့မသိဘူးလူငယ်လေးတယောက်ကသူကအဲ့ဒီအာရန်နဲ့အေဝါကိုအကြောင်းဖတ်တိတော့သူကတားစိတ်ဆိုးတယ်ဒီအာရန်နဲ့အေဝါအသီးစားလိုက်လို့ငါတို့တွေပြစ်သားဖြစ်တာနော်ဒီနှစ်ယောက်ရှာရှည်အသီးစားလိုက်လို့ငါတို့ပြစ်သားဖြစ်တာနော်ဒါကြောင့်အာရန်ကိုလုံးဝမချေနှက်ဘူးသူကနော်ဒီအာရန်ကြောင့်အဲ့
ဆရာတယောက်နဲ့စကားပြောတယ်မဟုတ်ဘူးလူဆိုတာအဲ့လိုပဲခုနပြောသလိုပါလိုက်ခဲဆိုမလိုက်ချင်ဘူးမလိုက်နဲ့ဆိုလိုက်ချင်းနဲ့လူဆိုတာမကောင်းဘူးအဲ့လိုပဲမဟုတ်ဘူးဆရာကျွန်တော်တို့ကြောင့်မဟုတ်ဘူးအဲ့အာရန်ရှာရှည်ပြီးအသီးစားလို့နော်ဒီအာရန်သာစိတ်ထိန်နိုင်နေဆိုရင်ကျွန်တော်တို့တွေနော်အပြစ်သားဖြစ်မှာမဟုတ်ဒီတယောက်မနေနိုင်မထိုင်နိုင်စားလိုက်တာနော်အာရန်ကိုလုံးဝခွင့်မလွတ်နိုင်ဘူးသူကဒါနဲ့ဆရာလည်းပြောတယ်မရမြင်နောက်ဆုံးဆရာကသူ့ကိုနော်ပညာပေးချင်တော့ကဲကအပြစ်ခဏသွားလိုက်အောင်မယ်ကွာနော်ငါမကြောက်ဘူးမင်းကငါတစ်ခုလေးပဲမှာမယ်ဆိုပြီးတော့သူကအုတ်ထုပ်နဲ့သူကတစ်ခုအုပ်ထားတာအဲ့ဒီအုတ်ထုပ်လေးကိုလုံးဝလမ်းမကြည့်နဲ့တော့ငါမကြောက်ဘူးပြန်လာမယ်အဲ့ဒါနဲ့ဟိုတယောက်ကဆရာလည်းဘာလို့လမ်းကြည့်ရမှာလဲဆရာကျွန်တော်မစိတ်မချဘူးလားမဟုတ်ပါဘူးငါပြောပြတာပါအဲ့ဆိုလုံးဝလမ်းမကြည့်နဲ့တော့လမ်းကြည့်လိုက်ပြဿနာတက်သွားမယ်မကြည့်နဲ့တော့ငါမကြောက်ဘူးပြန်လာမယ်ဟုတ်ကဲ့ဆိုသွားပြီးဆရာလည်းသူ့ကိုပညာပေးကျွန်တော်တနေရာကနေတော့ပြန်ချောင်းကြည့်နေတာမသွားဘူး9မိနစ်အစီပဲသူစောင့်အောင်10မိနစ်ကျတော့သူအုတ်ထုပ်ကိုမျက်စောင်းထိုးပြီဒီအုတ်ထုပ်အောင်မှာဘာရှိလို့ဆရာကလှမ်းမကြည့်ခိုင်းတာလဲအဲ့နဲ့သူပြန်စိတ်ပြန်ထိန်းတယ်ဆရာငါ့ကိုတေချာယုံကြည်စိတ်ချဆိုအပ်ခဲ့တာငါမကြည့်ဘူးဆရာလည်းလုံးဝမထွက်ဘူးသူကလည်းပညာပေးကျွန်တော်ထိုင်စောင့်နေအဝေးကနေ15မိနစ်နေတော့ခါမျက်စောင်းပြန်ထိုးဆရာလည်းကြားလိုက်တာကွာဘာများရှိရလဲမသိဘူးစောင့်ရင်းနဲ့နိုင်ဝက်လောက်ကြာတော့သူမနေနိုင်တော့ငါတစ်ချက်ကလေးလန်ကြည့်ပြီးပြန်အုပ်လိုက်မယ်ဒါဆိုရင်ဆင်းပြေတာပဲဆရာလာလည်းသိမှာငါလန်ကြည့်တာသူဘယ်လိုသိမှာလဲငါတာလေးလန်ကြည့်ပြီးပြန်အုပ်မယ်ပေါ့အဲ့ဒါသူကလည်းအဲ့အုတ်ထိုးလေးကိုလန်လိုက်တာနဲ့ညက်တကောင်ကထပြန်သွားပါလေရောဆရာကအုပ်ထားခဲ့တာကအရာဝတ္ထုပစ္စည်းတစ်ခုထင်လို့လှန်ကြည့်လိုက်တာညက်တကောင်ဖြစ်နေတယ်အဲ့ညက်ကပြန်ပြေးသွားရောပြန်တော့အုပ်ထားလိုက်တယ်ဒါပေမဲ့ညက်ကမရှိတော့သူလန်ကြည့်လိုက်တဲ့အခိုက်အတန့်မှာနော်အခိုက်အတန့်တိုင်းကအရေးကြီးတယ်ပြန်ဖမ်းလို့မရတော့ညက်ကသွားပြီငါလန်မကြည့်လိုက်ကောင်းတာဒုက္ခပဲသွားပြီအဲ့ဒါနဲ့ဝေးရနေကြည့်နေတဲ့ဆရာကသူနော်ငှက်ပြန်သွားပြီးတော့တည်တယ်ရောက်လာအဲ့ဒါဟာတဲ့မင်းဟိုဆရာလည်းကြာလိုက်တာတဲ့ဒီခါတည်းနဲ့လှုပ်များသွားလို့မင်းအုတ်ထုပ်လမ်းမကြည့်ဘူးမလားဆရာအရင်ကြာတာဟုတ်တဲ့ငါကြာတာနဲ့မင်းအုတ်ထုပ်လမ်းကြည့်ရတယ်ဘာဆိုင်လို့လဲငါလုံးဝလမ်းမကြည့်နဲ့လို့ပြောထားတာမင်းဘာလို့မင်းကြည့်လိုက်သလားတဲ့ဟုတ်တယ်ဆရာကျွန်တော်ကြည့်လိုက်မိတယ်အဲ့ဆိုပြက်ကဘယ်ရောက်သွားလဲပြန်သွားပြီဒါနဲ့ဆရာကပြောလဲမင်းအာရန်ကိုမကြည့်မနဲ့လှုပ်ပြီးတော့မင်းတစ်ချိန်လုံးပြဿနာရှာနေတာမင်းသာအာရန်ဆိုဟိုကအသီးပဲစားတာမင်းအမြစ်ပါတူးမဲ့ခေါင်းနဲ့မင်းကအာရန်ကအသီးလေးပဲစားတာမင်းဆိုအကုန်လုံးတပင်လုံးတော့နှုတ်မလားမသိဘူးတဲ့ဆိုတော့အာရန်နဲ့အေဝါရဲ့ဆုံးဖြတ်လိုက်တဲ့အခိုက်အတန့်လေးကလူသားအလုံးအပြစ်ရှိတော်သူဖြစ်လာတယ်ဒီနေ့သင်ဟာဒီနေ့လှုပ်တဲ့ကောင်းမှုကုသိုလ်ကြောင့်ဒီနေ့လှုပ်လိုက်တဲ့မကောင်းတဲ့အရာကြောင့်အပြစ်ရှိသွားတာမဟုတ်ပဲဟိုးလူသားအစအာဒံနဲ့အေဝါရဲ့ရွေးချယ်ဆုံးဖြတ်လိုက်တဲ့အခိုက်အတန့်လေးတစ်ခုကြောင့်သင်နဲ့ကျွန်ုပ်ဟာမွေးကလေးကပင်လင်ဗီဇအပြစ်ပါလာတော့အပြစ်သားတွေဖြစ်သွားတယ်အာမင်ဒါကြောင့်ကျွန်တော်တို့နော်ဒီနေ့မှာငါကောင်းကောင်းနေမယ်ငါကောင်းကောင်းလေးစိတ်မဆိုးနော်စိတ်မဆိုးပဲနေမယ်ကွာဒီနေ့နော်ငါမွေးနေ့ဆိုတော့ငါဒေါသမထွက်အောင်ထိမ့်မယ်နော်စိတ်တူစရာရှိရင်တော့မမွေးနေ့ပြီးမှတွေ့မယ်နော်စိတ်တူစရာရှိတယ်တနင်္ဂနွေနေ့ဆိုတော့ခဏလေးအောင်ထားလိုက်အောင်မယ်တနင်္လာနေ့ကျမှတွေ့မယ်နော်အဲ့ဒီသင်ရဲ့ကောင်းနိုင်ခြင်းမကောင်းနိုင်ခြင်းကြောင့်မဟုတ်ပဲသင်ဟာအာရန်နဲ့အေဝါရဲ့ရွေးချယ်လိုက်တဲ့အခိုက်အတန့်လေးတစ်ခုကနော်ဒါကြောင့်ကျွန်တော်တို့တော့ check up တွေလုပ်ပြီးဆိုရင်လေဘာရင်မေးတယ်လဲဆိုတော့ရိုးရိုးထဲမှာနော်ဘာယောဂရှိတယ်လဲအဖေမေတွေကဘာယောဂရှိတယ်လဲအရင်မေးတာဘာဆိုင်လဲအဖေမေတို့သူအဲ့ယောဂရှိတယ်ကျွန်တော်နဲ့ဘာဆိုင်လဲပြောလို့မရဒါလူရဲ့ဆေးပညာရဆိုရင်နော်ကို့အဖေမေမှာဒီယောဂရှိတယ်ဆိုရင်ကို့မှာလည်းဒီယောဂရှိနိုင်တယ်ဆိုတာမျိုးနော်တခါတည်းတွက်လို့ရတယ်ဒါကဘာလဲဆိုတော့တစ်ဖက်ကပြန်နားလေရတာကဒီမိဘတွေရဲ့နော်အဲ့ဒီရှိလာတဲ့ယောဂကသားသမီးတွေကိုဆင်းသက်တယ်မိဘတွေရဲ့အလေးချင်းတစ်ခုအား
တာသမီတွေစီမှာဆင်းသက်နိုင်တယ်ဆိုတဲ့အရာဖြစ်တယ်ဒီလိုပဲအာရန်နဲ့အေဝရွေးချယ်လိုက်တဲ့အရာကသူတို့နဲ့မပြီးဘူးအဲ့ဒီမှာမွေးဖွားလာတဲ့ကာယနာနဲ့အာဘေလဆိုတာရှိတယ်ဘယ်သူနဲ့ဘယ်သူလဲကာယနာနဲ့အာဘေလဆိုညီကိုနှစ်ယောက်ရှိတယ်အဲ့ဒီညီကိုကချစ်ရမယ့်ကိစ္စမှာနော်မချစ်ဘဲနဲ့နော်အာဘေလကဘုရားကိုပူဇော်တယ်ဘုရားကအယံနှစ်သက်ပြီးတော့လက်ခံကာယနာကပူဇော်တဲ့အခါမှာဘုရားကနော်လက်မခံဘူးဒါစိတ်ဆိုးတယ်အဲ့ဒီအခါမှာဘုရားကဗာပြောလဲဆိုမင်းကောင်းကောင်းလုပ်ချင်တယ်ဆိုရင်နော်ဒီရစ်ကောင်ကခြုံကြားထဲမှာရှိနေတယ်မင်းဒီတကားဝမှာဝင့်နေတယ်အဲ့ဒါယူပြီးတော့မှကောင်းကောင်းလေးလုပ်လိုက်ပါလားလက်မခံဘူးဘာလို့လဲအပြစ်တရားဝင်လာတဲ့အခါမှာအမုန်းတရားတွေကလည်းနေရာယူလာတယ်နော်တရားနဲ့ကြောင့်ခွင့်မလွတ်ခြင်းတွေကနေရာယူလာတဲ့အခါမှာကာယနာကအာဘေလကိုကဲညီလေးတွားရအောင်ဆိုပြီးတော့တတိယခေါ်သွားပြီးတော့မှသူ့ညီကိုတတ်ပလိုက်တယ်စဉ်းစားကြည့်အေဒင်ဥယျာဉ်တဲကရွေးချယ်မှုမှားတဲ့အခိုက်အတန့်လေးဟာသူတို့နဲ့မပြီးသွားဘူးအဲဒီကနေမှကာယနာနော်အာဘေလဆက်ပြီးဆင်းလာတဲ့အခါမှာကဘာဦးကျန်းနော်တစ်နှစ်ကြည့်တဲ့အခါမှာအယံပျော်စရာကောင်းတယ်တကယ်ကိုဒါပေမဲ့3လောက်ကနေစပြီးတော့မှတည်ခြင်းတရားတွေဝင်လာတယ်နော်တယောက်နဲ့တယောက်တတ်ခြင်းတွေမုန်းခြင်းတွေဝင်လာတယ်အဲ့ဒီဝင်လာတဲ့အဲ့ဒီအရှိကြီးကိုမစင်စားခင်အဓိကပြဿနာဘာလဲဆိုတော့အေဒင်ဥယျာဉ်ထဲမှာမာယွင်းစွာရွေးချယ်ခဲ့တဲ့အာဒံနဲ့အေဝါရဲ့အခိုက်အတန့်လေးကအရှိကြီးနော်နှစ်ပေါင်းများစွာရာစုနှစ်ပေါင်းများစွာအခုချိန်ထိလူသားတွေပေါ်မှာအဲ့ဒီအကျိုးပြစ်ကတက်ရောက်နေတာဖြစ်ပါတယ်အာမင်ဒါကြောင့်ဒီနေ့သင်သက်တာထဲမှာဒီကိုမကြိုက်တဲ့အခိုက်အတန့်တွေအများများနေသလားမပြည့်စုံနိုင်ဘူးအပြစ်နဲ့ပြည့်တယ်လို့ခံစားတယ်တခုဆိုရင်ငါကမကောင်းနိုင်ဘူးလို့သင်ခံစားသလားဒီနေ့သင်အတွက်ဂျေဇုတော်ရေလှုပ်သောအခိုက်အတန့်လေးနော်ဖခင်ယေရှုခရစ်တော်ရဲ့နော်သင်ကိုကြိုဆိုသောအခိုက်အတန့်လေးကိုဒီသင်တန်းမှာသင်ခံစားရမှာဖြစ်ပါတယ်အာမင်လက်ကိုဒီလက်ပြားကိုချီးမွမ်းရအောင်အာမင်ဒါကြောင့်ကျွန်တော်တို့ဘက်ကကာလအချိန်ကိုရွေးနှုတ်တတ်ဖို့အရေးကြီးတယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့လိုပါတယ်ကမ္ဘာမှာအခိုက်အတန့်တွေအများကြီးနော်ရှိခဲ့တယ်ကျမ်းစာထဲမှာကြည့်ရင်လည်းအခိုက်အတန့်တွေအများကြီးရှိခဲ့တယ်အဲ့ဒီအခိုက်အတန့်လေးတွေနော်ဥပမာမောရှေကသူ့ဘဝကနော်နှစ်ပေါင်း40နန်းတော်ထဲမှာတကယ်ကိုဘုရင်သမီးတော်ရဲ့သားနေတဲ့သူကကျင်လည်ခဲ့တယ်အဲ့ဒီအခိုက်အတန့်နှစ်40ရတယ်အဲ့ဒီပထမအခိုက်အတန့်ကနှစ်ဘယ်လောက်ကြာလဲနှစ်40ဖြစ်တယ်ပြောကြည့်အောင်နှစ်40အခိုက်အတန့်ကသူကနန်းတော်ထဲမှာနော်ပြီးတဲ့အခါအားလုံးသိတဲ့အတိုင်းပဲနော်သူကလူတက်မိတဲ့အခါမှာထွက်ပြေးရင်းနဲ့တောထဲမှာနေရတဲ့အခိုက်အတန့်တစ်ခါအနှစ်40ပြန်ပြီးတော့မှတောထဲမှာရှိတယ်သူအသက်80အရွယ်လောက်မှာနော်ဆိုအခိုက်အတန့်တွေကအရင်ရေးကြည့်တယ်ခြုံပုတ်တစ်ခုမီးလောင်တာကိုသူကသူ့ရဲ့ရောက်ခေါမှသိုးတွေစိတ်တွေကြောင်းရင်းနဲ့သူကတွေ့တဲ့အခါမှာအဲ့ဒီအခိုက်အတန့်လေးကသူ့ဘဝရဲ့အနာဂတ်ကိုကြီးမားစွာပြောင်းလဲမယ်အခိုက်အတန့်ဖြစ်သွားတယ်အာမင်ဆိုတော့ तू ကသိုးတွေစိတ်တွေကြောင်းရင်းနဲ့လှမ်းကြည့်လိုက်တဲ့အခါမှာခြုံပုတ်မီးလောင်နေတယ်အေးဘောတော့ तू တောမီးလောင်တာဖြစ်မှာပါဆိုပြီးတော့ထားခဲ့ပြီးတော့မှ तू ဆက်သွားရင်နောက်ဖြစ်မဲ့အရာတွေကလာမှာမဟုတ်တော့ဘူးဒါပေမဲ့ तू အဲ့အခိုက်အတန့်ကိုလက်လွတ်မခံဘဲနဲ့အဲ့ခြုံပုတ်မီးလောင်တော့ကြီးနဲ့ကျွမ်းသွားမလားလို့ तू ကြည့်နေတယ်မကျွမ်းသွားဘူးတနည်းအားဖြင့်မကုံသွားဘူးအဲ့ခြုံပုတ်ကြီးကအဲ့ဒီခါမှာ तू ကဒီထူးဆန်းသောအရာကိုငါတော့ကြည့်မယ်တဲ့အဲ့နဲ့ तू ကခြေလန်းပြီးတော့မှအဲ့ဒီခြုံပုတ်မီးလောင်နေတဲ့ခြုံပုတ်နာကို तू ကတိုးသွားတယ်အဲ့ဒီခါမှာခြုံပုတ်ထဲကနေဘုရားကမောရှေတဲ့ဤနေရာကတန်ရှင်းသောအရာဖြစ်တယ်ပြီးရင်ခြေလင်းကိုချွတ်ပါဆိုပြီးတော့ဘုရားစကားပြောတဲ့အတန်ကြားလာတယ်ဒီနေ့သင်တဲ့ကျွန်ုပ်ရဲ့အသက်တာထဲမှာဘုရားစကားကြားရတဲ့အခိုက်အတန့်ဘုရားရဲ့နော်ခွင့်လွှတ်ခြင်းကိုရတဲ့အခိုက်အတန့်ဘုရားရဲ့ဂျေဇုတော်ကိုခံစားတဲ့အခိုက်အတန့်တိုင်းမှာသင်လက်လွတ်မခံဖို့အရေးကြီးတယ်အာမင်နော်သင်ရဲ့ဘဝမှာဘုရားကတချို့သောအချိန်တွေမှာအခိုက်အတန့်လေးတစ်ခုပေးလိုက်တယ်အဲ့ဒီအခိုက်အတန့်မလွတ်သွားဖို့အရေးကြီးတယ်နောက်မှရှိသူပြောရအောင်ဘုရားပေးတဲ့အခိုက်အတန့်မလွတ်သွားဖို့အရေးကြီးတယ်လို့ပြောရအောင်အာမင်တချို့သောအခိုက်အတန့်တွေကနှစ်ခါပြန်မရဘူးပြောလိုက်ပါဦးတချို့သောအခိုက်အတန့်တွေကနှစ်ခါပြန်မရဘူးလို့ပြောရအောင်အာမင်တ
ကျွန်တော်တို့ငယ်ငယ်တော့ဆိုပြောကြတာပါလေနော်ရေဒီယိုကနှစ်ခါပြန်မလွင့်ဘူးဆိုပြီးပြောကြတာရှိတယ်လေနော်ကျွန်တော်ရေဒီယိုခစ်ဆိုတော့ကျွန်တော်တို့အသက်တွေလည်းမငယ်တော့ဘူးထင်တယ်နော်ဆိုရေဒီယိုကလွင့်သွားတာပြန်နားထောင်ခြင်းနဲ့ပြန်ရစ်မယ်မရဘူးနော်ပြန်ရစ်လို့မရနှစ်ခါပြန်မရဒီနေ့သင်ရဲ့သက်တာထဲမှာဖခင်ကသင်ကိုပေးတဲ့ယူပါယုံမြင်တဲ့အခါမှာရပါတယ်နောက်နေ့ကျမှပဲငါပြန်လာကြည့်တော့မယ်မလုပ်နဲ့ဒီနေ့ဒီသင်တန်းမှာဖခင်ပေးသောယူပါယုံရှိရင်အဲ့ဒီယူပါယုံကိုချက်ချင်းကပ်တော်သူဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေချက်ချင်းအမိယာဆုပ်ကင်တော်သူဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေအာမင်ဟာလေလုယာနော်ဒီလိုပဲမောရှေသူ့ရဲ့ဘဝကတကယ်တော့ရေထဲကနေဆယ်ယူလိုက်တဲ့အတွက်မောရှေလို့နာမည်ပေးထားတာဖြစ်တယ်ဆယ်ယူခြင်းခံရတဲ့မောရှေဖြစ်အဲ့ဒီမောရှေဖြစ်လာဖို့အခိုက်အတန့်လေးနော်ကျွန်တော်တို့ကမောရှေဆိုတာနဲ့ဣသရေလလူမျိုးတွေကိုဥဆောင်တဲ့တကယ်ကိုနော်ကြီးမားတဲ့ခေါင်းဆောင်ဟုတ်ပြီအဲ့ဒီဘဝအဲ့ဒီခေါင်းဆောင်ကြီးမဖြစ်လာခင်တကယ်ဆိုရင်သူ့ဘဝကနော်လုံးဝကိုအသက်မရှင်သန်တော့မဲ့အခြေအနေမှာရှိခဲ့တယ်ဘာလို့လဲအဲ့ဒီခေတ်ကာလမှာနော်သူတို့ဟေဘရဲလူမျိုးတွေကအယံကိုများလာတဲ့ခါမှာအဲ့ဒီမှာရှင်ဘုရင်ကဝမ်းဆွဲမတွေကိုပြောထားတယ်နော်ဟေဘရဲမိန်းမတွေကကလေးမွေးပြီဆိုရင်မိန်းကလေးမွေးရင်တော့ရတယ်ယောက်ျားလေးမွေးရင်တခါတည်းတတ်ရမယ်ဆိုတဲ့အမိန့်ကိုထုတ်ပြန်အဲ့ဒီဂျားထဲမှာမောရှေကမွေးလာတာဆိုတော့သူ့အမေကသူ့ကို3 လတီနော်ဖွက်ထားပြီးတော့မှပြုစုတယ်ဒါပေမဲ့နောက်ဆုံး3 လနေတော့သူကဆက်ပြီးတော့မဖုံးကွယ်ထားနိုင်တော့ဆက်ပြီးတော့မှမဝက်ထားနိုင်တော့ဒါနဲ့သူကနောက်ဆုံးမှာနော်သူ့ကိုပကက်လိုမျိုးလေးနော်လှုပ်ပြီးတော့မှကိုင်းတော်နားမှာရေထဲမှာမျောလိုက်တော့တာမောရှေဆိုတာကတကယ်ဆိုအဲ့မှာပြီးသွားတော့မဲ့အခိုက်အတန့်ဖြစ်တယ်သူ့ရဲ့မျောလင့်ချက်အားလုံးသူ့မေရဲ့နော်သူ့သားလေးကိုကြည့်ပြီးတော့ဒီသားလေးတကယ်ဒါအသက်ရှင်ခွင့်ရတယ်ဆိုဒီသားလေးကအယံကိုနော်ချောလဲလှလဲနော်ဘာတွေများဖြစ်မလဲဆိုစဉ်းစားပါပေါ့အဲ့ဒီအခိုက်အတန့်ဒါပေမဲ့နောက်ဆုံးမှမရတော့အဲ့ဒီသူ့ရဲ့ချစ်တဲ့သားလေးကိုကိုင်းတော်နားမှာသွားပြီးတော့ရေထဲမှာမျောလိုက်ရတယ်စိတ်နာပြီးဝမ်းနေပြီးပြန်လာမှာပေါ့ပြီးသွားပြီငါဘဝမှာသားလေးတယောက်ရှိခဲ့ဘူးတယ်ဆိုတော့ဇလန်းကပြီးသွားပြီလို့သူရှိနေမယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမောရှေဆိုတဲ့ခေါင်းဆောင်ကြီးဆက်ပြီးတော့မှအသက်ဆက်နိုင်ဖို့အခိုက်အတန့်လေးတစ်ခုရှိခဲ့တယ်အဲ့ဒါကဘာလဲဆိုတော့သူ့အမမိရိယံမောရှေရဲ့ဘာတူလဲမောရှေရဲ့အမဖြစ်တယ်နာမည်ဘာတူလဲမိရိယံနော်သူ့အမမိရိယံကသူ့မောင်လေးကိုသူလက်မလျှော့ဘူးသူကငါမောင်လေးဘာများဖြစ်မလဲမောရှေဘာများဖြစ်သွားမလဲဒီတိုင်းလဲ့မပြန်သွားဘူးသူကအဲ့ဒီအခိုက်အတန့်မှာသူတေးချလိုက်ကြည့်တယ်သူ့ရဲ့မောင်လေးကမျောသွားနောက်ဆုံးမှာဘရင်သမီးတော်ရေချိုးတဲ့အဲ့စိတ်နားမှာရေစိတ်နားမှာအဲ့ဒီသူ့မောင်လေးကရှိနေတဲ့အခါမှာသူလန့်ကြည့်တော့အောင်မနော်ပကံလေးတစ်ခုတွေ့တယ်ဘာလည်းမသိဘူးကျွန်တော်ငယ်တော့စကားကြည့်ဘူးလေနော်ဆိုတော့ဘရင်သမီးတော်တွေကလန့်ခေါ်လိုက်တယ်ကြည့်လိုက်တဲ့အခါမှာကလေးလေးတယောက်သူတိတော့တိမှာပဲဒါလည်းဟေပြဲကလေးတယောက်ဖြစ်မယ်ဆိုတော့သိတယ်ဒါပေမဲ့ချစ်စရာအရင်ကောင်းတယ်သူ့ကိုမွေးစားမယ်ဆိုပြီးတော့သူချစ်တဲ့ပုံစံမြင်တဲ့အခါမှာမိရိယံကချက်ချင်းအဲ့ဒီအခိုက်အတန့်ကိုလက်လွတ်မခံပဲပြေးသွားတယ်ဒီနေ့အခိုက်အတန့်တိုင်းကအရန်ရေးကြည့်တယ်နော်မိတ်ဆွေဟာလေလုယာမိရိယံကသာနော်စိတ်ပြက်ပြီးသူလည်းငါမောင်လေးတယောက်ရှိခဲ့ဘူးတယ်ဒါပေမဲ့ယောက်ျားလေးဆိုတော့နော်အသက်ဆက်ရှင်ခွင့်မရခဲ့ဘူးလို့ပြောရမယ့်အချိန်မှာသူလက်မလျှော့ပဲနဲ့သူ့ရဲ့မောင်လေးရဲ့နောက်ကိုသူလိုက်ကြည့်တယ်ဒီနေ့တင့်သက်တာထဲမှာဖျားပေးထားသောယူပါယုံတွေပျောက်လူနီးပါးရှိတယ်ဆိုရင်စိတ်မပြတ်နဲ့ဒီနေ့လိုက်ပြီးတော့မှဆက်ပြီးတော့မှကြည်ရအောင်ဟာလေလုယာအဲ့ဒီအခိုက်အတန့်ကကြီးမားသောသမိုင်းကိုရေးမဲ့အခိုက်အတန့်ဖြစ်လာတယ်ဟာလေလုယာအဲ့ဒီခါမှာသူကချက်ချင်းပြေးသွားပြီးတော့မှဘုရင်သမီးတော်ဒီကလေးလေးအတွက်ဟေပြဲအမျိုးသမီးတယောက်ကိုနှုတ်တိုက်ဖို့နော်တော့ခေါ်ပေးရမလားတဲ့အခိုက်အတန့်နော်တချို့ကြီးမားတဲ့သမိုင်းကြီးမားတဲ့နော် history အစဟာသေးငယ်သောအခိုက်အတန့်လေးကနေစတယ်ဆိုတော့မမေ့ပါနဲ့အာမင်အဲ့ဒီခါမှာဟေပြဲမျိုးသမီးတော့ခေါ်ဆိုတော့သူ့အမေရင်းကိုခေါ်ချလာတယ်မိရိယံကဘလောက်နော်စိတ်ဝင်စားဖို့ကောင်းတယ်လေဒီနေ့ရှင်ဘုရင်ကအမိန့်ထုတ်ထားတယ်ဒီယောက်ျားလေးမွေးတတ်ရမယ်ဆိုတဲ့အမိန့်ထုတ်ထားတဲ့ဘုရင်ရဲ့သမီးကနေပြီးတော့မှမောရှေကိုမွေးစားလိုက်ပြီးတော့အမေရင်းကနှုတ်တိုက်ရတယ်အခိုက်အတန့်လေးကဘလောက်ထိတောင်လှသွားလဲဆိုတော့အဲ့ဒီအမျိုးသမီးကနော်သူ့အမေရင်းဖြစ်ပေမဲ့ तू ကနှုတ်တိုက်ဖို့ခေါ်တာဖြစ်တဲ့အတွက်နော်အမြဲတမ်း तू ကနော်ပတ်စံရ
သူ့ရဲ့သားကိုနှုတ်တိုက်ပြီးတော့မှ तू ကလာကပြန်စားနေရတာနော်ဘယ်လောက်အံ့ဩစရာကောင်းလဲဆိုတော့နော်ကိုသားကိုနှုတ်တိုက်ပြီးတော့လာကပြန်ထုတ်တာအဲ့ဒီအခိုက်အတန့်ဖြစ်ဖို့ကမီရီယန်ဆိုတဲ့သူ့မကလက်မလျှော့ပဲနဲ့အနောက်ကနေလိုက်ကြည့်တာဖြစ်တယ်အာမင်ဒါကြောင့်သင်ရဲ့လက်မလျှော့လိုက်တဲ့အခိုက်အတန့်လေးကလေကြီးမားသောသမိုင်းအသစ်ကိုရေးဖို့ရန်အတွက်အစပြုလာမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာသင်ရဲ့မိသားစုတွေအတွက်သင်ဆုတောင်းပေးခဲ့တာအရန်ကြာနေလို့သင်စိတ်ပြတ်နေပြီလားစိတ်မပြတ်ပါနဲ့သင်ဆက်ပြီးဆုတောင်းပါသင်လက်မလျှော့လိုက်တဲ့အခိုက်အတန့်ကနောက်နှစ်ပေါင်းများစွာဒီကြီးမားသောသက်သေတွေမြင်တွေ့ရမှာဖြစ်တယ်ဟာလေလုယာဆိုတော့ကျွန်တော်အချိန်ရဲ့နောက်ဆုံးပိုင်းအနေနဲ့အနေငယ်လေးပြောပြီးတော့မှကျွန်တော်တို့ဆုတောင်းခြင်းနဲ့အဆုံးသတ်မယ်အေဒင်ဥယျာဉ်ထဲမှာအာဒံနဲ့အေဝါရဲ့ရွေးချယ်တဲ့အခိုက်အတန့်လေးကမာယွင်သွားတယ်အဲ့လိုပဲနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ရွေးချယ်မှုတစ်ခုရှိတယ်အဲ့ဒါကတော့ယေရှုကကျွန်တော်တို့လူသားအားလုံးအတွက်အသေးခံပြီးကားတိုင်းပေါ်မှာနော်အသက်ခံဖို့ရန်အတွက်အသေးခံဖို့ရန်အတွက်ရှိတဲ့အချိန်မှာလူဆိုးဓမြနော်တကယ်ကိုစိုးပေးဆိုတဲ့လူဆိုးဓမြ2 ယောက်နဲ့အတူတူသူကကားတိုင်းတင်သက်ချင်းခံရတယ်ဘယ်နှယောက်လဲ2 ယောက်ဆိုတော့အဲ့ဒီ2 ယောက်မှာ1 ယောက်ကသူ့ကိုကြည့်ပြီးတော့မှဟာမင်းကဖျားသားလို့ပြောသေးတယ်နမိတ်လက္ခဏာတွေလည်းအများကြီးလုပ်တယ်အခုမင်းဘာမှလည်းမလုပ်နိုင်ပါလားမင်းဖျားသားသေးကြတယ်ဆိုရင်မင်းကိုမင်းကယ်ပြီးတော့ငါတို့လည်းကယ်လေတယောက်ကအဲ့လိုပြောတယ်အဲ့ဒီအချိန်မှာနောက်တယောက်ကအတူတူပဲရှိနေတာနော်ကားတိုင်းပေါ်မှာ3 ယောက်လုံးချိတ်ဆွဲခံရတဲ့အခိုက်အတန့်3 ယောက်လုံးမကြာခင်မှာသေတော့မဲ့အခိုက်အတန့်နော်အထူးသဖြင့်သူတို့2 ယောက်ဒီ2 ယောက်ကစိုးတာချင်းလဲတူတယ်မိုက်တာချင်းလဲတူတယ်အပြစ်ဒဏ်ခံရတာချင်းလဲတူတယ်မကြာခင်သူတို့သေတော့မှာအဲ့ဒီအခိုက်အတန့်လေးဒါပေမဲ့အဲ့ဒီအချိန်မှာသူတို့2 ယောက်ရဲ့ရွေးချယ်မှုကအဲ့ဒီအခိုက်အတန့်မှာရွေးချယ်တာကခြားနာသွားတယ်တယောက်ကတော့ယေရှုကိုပြစ်တယ်မင်းကဘုရားသားဆိုပြီးတော့ဘာလဲငါတို့ကယ်လေနောက်တယောက်ကဟေးမင်းအဲ့လိုမပြောနဲ့သူကဘာအပြစ်မှမရှိဘဲနဲ့ခံရတာငါတို့ကတော့ဆိုးလွန်းလို့မိုက်လွန်းလို့ပေလွန်းလို့ခံရတာပြောပြီးတော့သူကယေရှုကပြောလဲသခင်ကိုရောရဲ့နိုင်ငံတော်တည်ထောင်ဖို့ကြွလာတဲ့အခါကျွန်တော်ကိုတတိယပါတဲ့အာမင်သူကချက်ချင်းတောင်မမျှော်လင့်ရဘူးသူကဘာပြောလဲတနေ့သခင်နိုင်ငံတော်ကိုတည်ထောင်ဖို့ပြန်လဲပြီးကြွလာတဲ့အခါကျွန်တော်ကိုတတိယပါကျွန်တော်ကိုအောင်းမေးပါလို့ပြောလိုက်တဲ့အခါမှာယေရှုကယနေ့ပင်သင်နဲ့ငါပရဒိတုဘုံမှာအတူရှိမယ်ဟာလေလုယာဟာလေလုယာတကယ်တော့ဒီ2 ယောက်လုံးရတဲ့အခိုက်အတန့်ကအတူတူပဲနော်2 ယောက်လုံးစိုးခဲ့တယ်2 ယောက်လုံးမိုက်ခဲ့တယ်2 ယောက်လုံးပြစ်ဒဏ်ခံရတယ်2 ယောက်လုံးသေတော့မယ်အဲ့ဒီချိန်မှာ1 ယောက်ကတော့ယေရှုကိုညှင်းဆန်တယ်ယေရှုကိုပြစ်တင်တယ်နောက်တယောက်ကတော့အဖြစ်ရှိနေတဲ့ကြားတွေကပဲ तू ပိုကောင်းလို့ तू ကအဲ့စကားပြောရတာမဟုတ်ဘူးနော် तू လည်းအပြစ်သားပဲ तू လည်းမကောင်းတာပဲမဲ့တကယ်ချင်းအလိုမပြောနဲ့ तू ကအပြစ်မရှိပဲခံရတာငါတို့ကအပြစ်ရှိလို့ခံရတာသခင်ရဲ့ကျွန်တော်ကိုမမေ့ပါနဲ့နော်လို့ပြောလိုက်တဲ့အခိုက်အတန့်ယေရှုကိုရွေးချယ်လိုက်တဲ့အခိုက်အတန့်မှာယေရှုကချက်ချင်းမင်းအကြာကြီးစောင့်ဖို့မဟုတ်ဘူးယနေ့ပင်မင်းနဲ့ငါပရဒိတုဘုံမှာတူရှိမယ်အာမင်လူဆိုးကြီး2 ယောက်1 ယောက်ရဲ့ရွေးချယ်မှုကတော့နော်မာယွင်းစွာရွေးချယ်နောက်1 ယောက်ကတော့နော်ယေရှုကိုဖက်တွယ်လိုက်တဲ့အခါမှာအဲ့ဒီမသေးခင်အခိုက်အတန့်လေးခဏနေတော့2 ယောက်လုံးသေသွားပါတယ်ဒါပေမဲ့အဲ့ဒီမသေးခင်အခိုက်အတန့်လေးမှာရွေးလိုက်တဲ့ဆုံးဖြတ်ချက်က1 ယောက်ကတော့ပရဒိတုဘုံမှာစံစားခွင့်ရသွားတယ်ပိုကောင်းလို့ပိုကျင့်နိုင်လို့ပိုပြီးတော့မှဖြောင့်မတ်လို့မဟုတ်ဘူးယေရှုခရစ်တော်ကိုယုံကြည်လက်ခံလို့ဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်ဒီနေ့သင်ရဲ့ဘဝတက်တာမှာသင်ဒီနေ့အသက်ရှင်ခွင့်ရသေးတာဘာလို့လဲသင်ရွေးချယ်ဖို့အခိုက်အတန့်လေးဖခင်ကဆက်ပြီးတော့ပေးထားတာဖြစ်မယ်အာမင်မှန်ကန်စွာရွေးချယ်နိုင်တဲ့အခိုက်အတန့်ဖြစ်ဖို့ရည်ကြီးတယ်ကျွန်တော်လူတွေကမကောင်းနိုင်ပါဘူးဘယ်သူမှပြည့်စုံတဲ့သူမရှိပါဘူးဒါပေမဲ့အဲ့ဒီဂျားတွေကနေပဲသင်မကောင်းနိုင်တဲ့ဂျားတွေကနေ
အာရန်ကနေစပြီးတော့မှရွေးချယ်မှုမားလာခဲ့တာတင်းရဲ့လက်ထက်ရောက်တဲ့အခါငါကအပြစ်သားဖြစ်တယ်ငါမကောင်းနိုင်ဘူးဗီဇအပြစ်မွေးကလေးကနော်ငယ်သေးတဲ့ကလေးလေးတွေပင်လင်းနော်မထင်တဲ့မနာလိုရာတွေရှိတယ်နော်စိတ်ဆိုးတတ်တယ်မိဘကိုနော်ကျွန်တော်ဆိုရင်ငယ်တုန်းကအမေကနော်ကျွန်တော်တို့မိသားစုမှာမွေးနေ့ရောက်ရင်ကျွန်တော်တို့မွေးတုန်းကဖြစ်ပျက်လေးတွေကိုပြန်ပြောတဲ့အလေးထားလေးရှိတယ်ကျွန်တော်များသောအားဖြင့်အဝေးမှာရှိတော့ကျွန်တော်အဖေရှိတော့အဖေနဲ့မေကနော်စပီကာဖွင့်ပြီးတော့မှမင်းမွေးတုန်းကလေးဆိုတာတီးပြီးသားအလွတ်ရပြီးသားဒါပေမဲ့ပြန်နားထောင်ရတာအရန်ရတာရှိနော်ပြန်နားထောင်အဲ့လိုမျိုးပေါ့ဆိုတော့အမေကပြန်ပြီးပြောတတ်တယ်ကျွန်တော်ကဒီ6 လသားရွယ်မှာလားဘယ်လောက်မှလည်းမသိဘူးဒီဝမ်းတွေပါသွားပြီးတော့မှဒီနေမကောင်းတာထင်တယ်အဲ့မှာဆရာဝန်ကကျွန်တော်နှုတ်ဖြတ်ခိုင်းတယ်တစ်နှစ်တောင်မပြည့်သေးဘူးတဲ့ကျွန်တော်အမေကိုဆရာဝန်ကနှုတ်ဖြတ်ခိုင်းတော့နှုတ်ဖြတ်တော့ကျွန်တော်အရင်စိတ်ဆိုးတာတဲ့ကျွန်တော်စဉ်းစားလို့လည်းသတိမရတော့ဘူးလေဒါပေမဲ့6 လသားရွယ်မှာကျွန်တော်အရင်စိတ်ဆိုးတာတဲ့နော်အမလေးကြောက်စရာကြီးနော်စကားတော့အမေအဖေလို့တော့မပြောတတ်သေးဘူးဘယ်လောက်ထိဖြစ်လဲဆိုတော့အဲ့မှာနှုတ်မဆိုးရတော့အမေကတခြားຢာတွေနော်အဲ့လိုကျွေးတာပေါ့ကျွေးရင်ကျွန်တော်ကဒါစိတ်ဆိုးတာတဲ့တခါဆိုရင်အမေစပင်ကိုအဲ့လိုလက်နှစ်ဖက်နဲ့မလွတ်ပဲနဲ့အကြာကြီးဆွဲထားတာတဲ့နော်အမေကိုအမေကဘာလို့မသိဘူးမလေးနော်နာလိုက်တာဒါပေမဲ့သူချစ်တဲ့သားဆိုတော့လေနော်ငြိမ်ခံရတာပေါ့နေရတယ်ငါ့ကိုစပင်တားဆွဲတာတဲ့တခါဆိုတားနာတာတဲ့ကျွန်တော်မှစိတ်မကောင်းအမေရဲ့ကျွန်တော်တိလို့ဆွဲတာမှမဟုတ်တာလို့ခက်တီနဲ့ကျွန်တော်ဘာမှမသိဘဲနဲ့ဆွဲမိတာလေလို့ဒီချိန်မှာဆိုဘယ်ဆွဲတော့မလဲပေါ့ဒီချိန်မှာတော့မဆွဲတော့ဘူးဒါပေမဲ့6 လသားအရွယ်မှာတော့ကျွန်တော်အမေကိုစော်ကားတတ်နေပြီအဲ့ဒီပြစ်တွေဘယ်လိုကြေးနိုင်မှာလဲဟုတ်ကျွန်တော်မြန်မာစကားမှာရှိတယ်တစ်သက်လုံးဆက်ရင်တောင်မှအမေရဲ့နှုတ်ဖိုးတောင်မှကျွန်တော်တို့မဆက်နိုင်ဘူးကျွန်တော်ကတော့မဆက်နိုင်တဲ့အပြင်အမေစပင်ကိုဆွဲခဲ့တဲ့နော်တော်တော်လေးကိုအပြစ်ကြီးတဲ့သူဖြစ်တယ်ဒါပေမဲ့အဲ့ဒါကျွန်တော်သိလားသိတောင်မသိသေးဘူးအပြစ်လို့ကိုယ်မွေးတဲ့ကိုယ်ဂျေဇုရှင်မိခင်ကိုတောင်စပင်ဆွဲတဲ့တကယ်အပြစ်သားအထဲမှာအပြစ်တရားနဲ့ပြည့်နေတဲ့လူသားဖြစ်တယ်ဒါပေမဲ့သင်နဲ့ကျွန်ုပ်အခွင့်အရေးရှိတယ်အဲ့ဒီခွင့်အရေးကတော့ကားတိုင်းပေါ်ကလူဆိုးကြီးလိုပဲယေရှုကိုအပြစ်တင်လို့လဲရတယ်ဟုတ်တယ်နော်သူတကယ်ချင်းပြောတဲ့ကမှာဟုတ်တယ်ခမည်းကပြောတော့လေကြီးမိုးကြီးနဲ့အခုတော့ငါတို့နဲ့လည်းဘာမှလည်းမထူဘူးကားတိုင်းပေါ်မှာအသက်ခံရတာပဲမင်းကလကားမင်းလှုပ်လိုက်လေပြောလို့ရဒါပေမဲ့တယောက်ကအဲ့လိုပြောတယ်နောက်တယောက်ကတော့သခင်ကျွန်တော်ကိုကယ်ပါကျွန်တော်ကိုအောင်းမေးပါအာမင်ဒီနေ့သင်ဘဝမှာနော်မှားယွင်းခဲ့တဲ့အခိုက်အတန့်တွေရှိလိမ့်မယ်နော်အပြစ်တရားနဲ့နော်ပြည့်တယ်လို့ခံစားရတဲ့အခိုက်အတန့်တွေရှိဒါပေမဲ့ဒီနေ့မှာဖခင်ကကားတိုင်ဘောကလူဆိုးကြီးလိုပဲလူဆိုးကြီးတွေလိုပဲအခိုက်အတန့်လေးတစ်ခုပြန်ပေးတယ်အဲ့ဒါကတော့သင်ယေရှုကိုပြန်လဲရွေးချယ်လို့ရတာဖြစ်ပါတယ်အာမင်ယေရှုကိုပြန်ပြီးတော့မှသခင်ကျွန်တော်ကိုအောင်းမေးပါကိုရောကျွန်တော်ကိုမမေ့ပါနဲ့ကိုရောကျွန်တော်ကိုသတိရပါလို့ကျွန်တော်တို့ပြန်ပြီးတော့မှပြောရတော့အချိန်ဒီနေ့ဘုရားကပေးတာဖြစ်ပါတယ်အာမင်ဒီကျွန်တော်တို့အပြစ်ကဘာသာရေးပေတံနဲ့တိုင်းတာမယ်ဆိုရင်သင်စိတ်ကူးထဲမှာလူတယောက်ကိုအယမ်းစိတ်ဆိုးရင်တောင်မှလူတတ်မိပြီလို့ကျမ်းစာထဲမှာရေးထားတယ်ဘာသာတရားပေတံကလေကိုယ်တိုင်သွားလုံးမှအပြစ်ရှိတာမဟုတ်ဘူးနော်ပညတ်ချက်ကလေသင်လူတယောက်ကိုနော်ကျွန်တော်တို့အဖေကငယ်တုန်းကပြောတယ်ချင်းဒီတော်တော်များများပြောတဲ့အရာပေါ့နော်အဖေကတရားဟောတဲ့ခါလေးထည့်ပြီးပြောတယ်တော့ကျွန်တော်မှတ်မိတယ်လူတယောက်ကိုရမ်းစိတ်ဆိုးတဲ့အခါမှာအဲ့တယောက်ငါပါဇက်ထဲမှာထည့်ပြီးတော့မှညက်ကြည်အောင်ဝါပြီးမျိုးချလိုက်ခြင်းတယ်ကြောက်စရာကြီးနော်အဖေကဘာပြောလဲဆိုတော့ဘာဖြစ်လို့နော်သူ့ကိုတတ်ချင်တာတောင်မှဘာဖြစ်လို့ပါဇက်ထဲဝါပြီးမျိုးချခြင်းလဲဆိုတော့တက်သေးမကြံအောင်ခါထဲမျိုးချခြင်းတာနော်တက်သေးထောက်ထားပါအားလုံးအပြောက်နော်ခါထဲဝါပြီးမျိုးချတယ်ပြီးတော့အကုန်ပြောက်သူ့ကိုကြည့်ပြီးတော့ဒီတယောက်ငါဝါစားပြီးတခါတည်းမျိုးချပလိုက်ခြင်းတယ်တကယ်သွားဝါလားမဝါပါဘူးတကယ်သွားတတ်လားမတတ်ပါဘူးဒါပေမဲ့ပညတ်တရားပေတံအရာအဲ့ဒီအချိန်မှာလူတတ်မိပြီလို့ပညတ်တရားကသတ်မှတ်ပါတယ်သင်နဲ့ကျွန်တော်ဘယ်နှယောက်တောင်မှတတ်ပြီးခဲ့ကြပြီလဲ
ဒီတယောက်တော့ကွာဆိုပြီးတော့မှအကျဉ်းချင်းကျွန်တော်တို့တတ်မိပြီးတကယ်တော့သွားမလို့ဘူးဒါပေမဲ့အပြစ်တရားပညတ်တရားပေဒံနဲ့တိုင်းလိုက်ခါကျွန်တော်တို့ဟာမလွတ်နိုင်ပါဘူးဒါကအနည်းငယ်ဥပမာပေးတာပဲရှိသေးတယ်သင်နဲ့ကျွန်ုပ်အတိဆုံးပါဒါကြောင့်ဒီနေ့ပထမဆုံးကျွန်တော်တို့ရွေးရမယ့်အခိုက်အတန့်ဟာယေရှုကျွန်တော်ကျမအပြစ်သားဖြစ်ပါတယ်မကောင်းနိုင်ဘူးစိတ်ဆိုးတယ်ဒေါသထွက်တယ်လူတွေကိုမုန်းမိတယ်လူတွေကိုချီနှောင်မိတယ်ကို့အဖေမေကိုတော့မှသပင်ပြန်ဆွဲမိတဲ့လာသားကလေးကဆိုးတဲ့ကျွန်တော်ပါဘလို့မှအမေကိုဖះမပြောနဲ့အမေကိုတော့ကျွန်တော်ပြန်ပြီးယေရှုမဆက်နိုင်တဲ့အဖြစ်သားတွေဖြစ်တယ်ကိုရောမှမကယ်တော့ကျွန်တော်တို့မလွတ်မြောက်နိုင်ဘူးဒါကြောင့်ဒီအခိုက်အတန့်မှာသင်ရဲ့ဘဝမှာမလွတ်မြောက်နိုင်ခဲ့တဲ့အပြစ်တရားရဲ့အခသင်အာရန်နဲ့အေဝါကလေးပါလာတော့ဒီဗီဇအပြစ်သင်နေ့စဉ်လိမ်လေပြီးတော့မှအပြစ်သားဖြစ်တဲ့အတွက်အပြစ်လုံးမိတယ်အဲ့အပြစ်လုံးမိတဲ့အတွက်အဲ့ဒီအခကိုပြန်ပေးဖို့ရှိတယ်နံပါတ်1အပြစ်လုံးစေတာကတော့အပြစ်လုံးမိတာကတော့ကိုယ့်ရဲ့နော်လှုပ်ချင်တာမလှုပ်ချင်တာကြောင့်မဟုတ်ပဲအပြစ်သားဖြစ်တဲ့မွေးလာတဲ့ဗီဇအပြစ်ကြောင့်အပြစ်လှုပ်ခြင်းဆိုတာကသင်စရာမလိုဘူးလေနော်လောကမှာလိန်နီးတင်တဲ့3လပြတ်တို့ဘာတော့လုံးဝမရှိဘူးနော်အရန်ကျွမ်းတယ်လိန်တာစိတ်ဆိုးဒေါသထွက်နီးနော်တလားတင်နန်းတို့ဘာတော့မရှိဘူးနော်ဒေါသထွက်တယ်အမျိုးမျိုးကိုနော်ဆဲဆိုတာမှလည်းအမျိုးမျိုးကိုနော်စိတ်ဆိုးတက်ကြတယ်ဘသူတင်ပေးတယ်လဲဘသူမှမတင်ပေးဘူးကျွန်တော်တို့ထဲမှာရှိနေပြီးသားဖြစ်တဲ့ဗီဇအပြစ်ကကျွန်တော်တို့ကိုအပြစ်ထပ်လှုပ်စေတယ်အဲ့ဒီလှုပ်လိုက်တဲ့အပြစ်ရဲ့တန်တစ်ခါပြန်ခံရတယ်ဆိုတော့ကျွန်တော်တို့ဘလို့မှမလွတ်မြောက်နိုင်ဒါပေမဲ့တင့်တွဲတန်ဖိုးရှိတော့လွတ်မြောက်နိုင်တော့အခိုက်အတန့်ရှိတယ်အဲ့ဒါကတော့ယေရှုတည်းဟူသောကယ်တင်ရှင်ကိုလက်ခံတယ်ဆိုရင်ဒီနေ့သင်ရဲ့သက်တာမှာလွတ်မြောက်ခြင်းဖြောင့်မတ်ခြင်းအသက်ရှင်ခြင်းကိုရမှာဖြစ်တယ်အာမင်